ပြီးရင်ဇဟလို့အမည်ရှိတဲ့ယဟန္တာမထေရမြတ်ကြီးရွတ်ဆိုခဲ့တဲ့ဂါထာတော်လေးကိုအခြေခံပြီးတော့ဘဝမှာအကောင်းတစ်ချိန်ပြီးတစ်ချိန်တနာရီပြီးတနာရီတရက်ပြီးတရက်တလပြီးတလတစ်နှစ်ပြီးတစ်နှစ်ဝေဖွားဒီကစပြီးတော့သိဆုံးဒီကိုဥတည်ပြီးတော့ဘဝခရီးကိုမနာရန်သွားနေကြရတယ်နော်အဲ့ဒါလိုဘဝခရီးကိုသွားတဲ့နေရာမှာဘယ်ပုံစံလေးသွားကြမလဲဘယ်လိုလေးနေမလဲဆိုတာကအလွန်စဉ်းစားရကောင်းတဲ့မိဂုဏ်တစ်ခုပေါ့အဲ့ဒါဒီယဟန္တာရှင်မြတ်ကြီးပြီးရင်ဇဟမထေရယဟန္တာရှင်မြတ်ကြီးရွတ်ဆိုခဲ့တဲ့ဂါထာလေးကဘဝမှာအကောင်းဆုံးနေနည်းကိုနော်ရှုထောင့်တစ်မျိုးကနေပြီးတော့ပြောထားတယ်လို့ဆိုနိုင်ပါတယ်ဘုရင်တို့ယဟန်ဖြစ်ပြီးကသာခက်ငယ်ငယ်တဲ့ကစဒီဂါထာလေးကိုရတယ်အလွန်သဘောကျခဲ့တယ်ပေါ့နော်အခုလည်းပဲဒီဂါထာလေးရဲ့အဓိပ္ပာယ်ကိုစဉ်းစားမိတိုင်းသဘောကတော့ကျနေသေးပဲပေါ့သူကဘဝမှာဘယ်လိုနေမလဲဆိုတာလေးကိုသူကပြောထားတဲ့စကားလေးကလည်းပဲအလင်္ကာမြောက်တယ်လို့ဆိုနိုင်တယ်နေနီး၄မျိုးသူပြောထားတယ်နေနီးတနည်းစီတနည်းစီမှာကျေပြတ်နဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ပင်ကိုအခြေခံဉာဏ်ရှိရင်ရှိသလားသူပြောပြထားတဲ့နေနီးတနည်းစီတနည်းစီမှာစဉ်းစားစရာတွေတွေးစရာတွေသိစရာတွေနားလည်စရာတွေအများကြီးရှိနေနော်ဒါကြောင့်ဒီတရားဒေသနာလေးကိုနာယူတဲ့အခါမှာပိဿပေါင်းတော်ကောင်းတို့တိသွားပုံနေတယောက်နဲ့တယောက်မတူနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အခြေခံတွေမတူကြလို့နော်အဲ့ဒါရှင်မြတ်ကြီးရွတ်ဆိုခဲ့တဲ့ဂါထာလေးကိုဒီကနေ့ညပိဿပေါင်းတော်ကောင်းတို့မှတ်သားကြည့်ကြမယ်ဥပဒံတေတုနိပတိနိပဒံတေတုဥပတိဝတိအဝတမာနေတုရမမာနေတုနောရမေဂါထာလေးကဒါပဲနေနီး၄မျိုးကိုဂါထာတစ်ပုဒ်နဲ့ပြောသွားတာပေါ့နော်ဥပဒံတေတုနိပတိဥပဒံတေတုမြင့်သူတို့ဤဈာထဲမှာနိပတိနှိမ့်စွာနေရမယ်တဲ့စကားလေးကအလင်္ကာမြောက်တယ်ဆိုတာဒါကိုပြောတာနော်မြင့်တဲ့လူတွေဈာထဲမှာနှိမ့်အောင်နေရမယ်တဲ့ဒါကဘာကိုဆိုလိုတာတော့အချီးနီးသောမာမာနတို့ဖြင့်တက်ကြွမြင့်မောက်နေတဲ့လောကကြီးမှာအဲ့ဒီမာမာနကိုနှိမ့်ချပြီးတော့မာမာနမရှိဘဲနဲ့မာမာနနည်းပြီးတော့နှိမ့်ချစွာနေတဲ့ရမယ်လို့ပြောတာဘုရင်တို့လောကမှာကြည်လိုက်မယ်ဆိုရင်လူတွေမှာမြင့်နေတာဆိုလို့အဲ့ဒီအထင်ဆိုတဲ့မာနတွေပဲရှိအထင်တွေပဲမြင့်နေကြတာတကယ်မြင့်နေတာမဟုတ်ဘူးရုပ်တဏ္ဍတဘာဝတရားတွေကိုအထင်မျိုးမျိုးလွဲပြီးတော့အထင်မျိုးမျိုးရောက်ပြီးတော့ငါသာလျင်ဟုတ်တယ်လို့ထင်နေကြတာနော်မာမာနအဲ့ဒီလိုမာမာနဖြင့်မြင့်မောက်နေတဲ့လောကကြီးမှာမာမာနကိုနှိမ့်ချပြီးတော့နေရမယ်ဆိုတာလေးကိုသူကမြင့်သူတွေထဲမှာနှိမ့်ပါလို့ပြောတယ်အဲ့ဒါကိုအရင်တို့ဘာသာပြန်ထားတဲ့မြန်မာပြန်ထဲမှာကျူရိုးအလားအချီးအနီးတက်ကြွသောမာမာနတို့ဖြင့်မြင့်မောက်နေသောလောကကြီးမှာမာမာနကိုကျူရိုးအလားလို့သုံးတယ်ကျူရိုးကိုဦးဇင်းတို့ချိုးကြည့်မယ်ဆိုရင်အထဲထဲမှာဘာမှမရှိဘူးမှု့လို့ဘာလို့အခလောင်းလေးပဲရှိဒါပေမဲ့ तू ကအယမ်းထောင်တယ်ဘေးကနေလှမ်းကြည့်လို့ရှိရင်တော့အယမ်းမာချောတယ်လို့ထင်ရတယ်ဟုတ်လားအဲ့လိုအချီးအနီးမာမာနတို့ဖြင့်တက်ကြွနေတဲ့လောကလူသားတွေရဲ့ကြားထဲမှာမာမာနကိုနှိမ့်ချပြီးတော့နေရမယ်တဲ့အဲ့တော့ဒီဥစ္စာလေးကိုဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့စဉ်းစားတဲ့အခါမှာမာနနည်းအောင်မာနကင်းဖို့ဆိုတာကတော့ယန္တာဖြစ်မှကင်းမှာပါအဲ့တော့မာနနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရသော်ဘုရားဟောခဲ့တာမာနဆိုတဲ့စကားလုံးအဲ့ဒီနောက်နာကကပ်ပြီးတော့အတိမာနလို့ဒီလိုဟောတာလည်းရှိတယ်အတိမာနဆိုတာလွန်ကဲဘဝင်မြင့်တာမန်တက်နေတာနော်လွန်ကဲဖြစ်နေတာအဲ့ဒီအတိမာနကိုတော့ဦးဇင်းတို့တွေကကင်းအောင်ကြိုးစားသင့်တယ်ပေါ့နော်တော့မာနကင်းကျင်တယ်ဆိုလို့ရှိရင်မာနရဲ့အကြောင်းကိုဦးဇင်းတို့သိရမယ်မာနဟာဘာကြောင့်ဖြစ်တယ်လဲမာနဖြစ်လာရင်
ဘာတွေဆက်ဖြစ်မလဲပြောရရင်မာနရဲ့အကြောင်းအကျိုးသဘာဝတွေကိုဦးဇင်းတို့သိရမာနဘာကြောင့်ဖြစ်လဲလို့မာနရဲ့အကြောင်းတရားကိုဦးဇင်းတို့သိရမာနဖြစ်ရင်ဘာတွေဖြစ်နိုင်လဲလို့မာနရဲ့အကျိုးကိုလည်းဦးဇင်းတို့သိသင့်တယ်အဲ့ဒီအကြောင်းအကျိုးကိုသိတာပညာပဲနော်အဲ့ဒီပညာနဲ့မှသာလေမာနကိုဦးဇင်းတို့လျှော့ချနိုင်လိမ့်မာနဘာကြောင့်ဖြစ်လဲလို့မာနရဲ့အကြောင်းတရားကိုရှားလိုက်ရင်တော့ဦးဇင်းတွေးမိတာကတော့မသိလို့အသိဉာဏ်မရှိလို့မာနဖြစ်တာဟုတ်လားအဲ့ဒါကိုနောက်ပိုင်းကျတော့ဦးဇင်းတို့ပြောပါမယ်မာနဖြစ်ရင်ဘာတွေဆက်ဖြစ်မလို့မာနရဲ့အကျိုးရလဒ်ကိုကြည့်ပြီးတော့မာနကိုလျှော့ချနိုင်ဖို့လည်းဦးဇင်းတို့ကြိုးစားကြရမယ်မာနကြီးတဲ့လူကတော့များသောအားဖြင့်လူတကာရဲ့မုန်းတီးယွန်ရှာဆက်ဆုပ်ခြင်းကိုခံရတာပဲဟုတ်တယ်မဟုတ်လားလူမုန်းများတယ်ပေါ့နော်ဖြစ်လျာဘဝမှာအမျိုးရုပ်တတ်တယ်တဲ့မာနကြီးတဲ့လူတွေကဟုတ်လားငါသာတည်တယ်ငါသာတက်တယ်ကိုယ့်ကိုအထင်ရောက်နေတဲ့လူဟာအသိဉာဏ်ရဲ့ဝင်ပေါက်ကိုလည်းပဲပိတ်ဆို့ထားရရောက်တယ်လို့ဆိုခြင်းတယ်နော်ဒါကြောင့်မာနကြီးရခြင်းဟာဘာမှတကယ်တမ်းကကောင်းကျိုးမရှိဘူးပေါ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်မာနဟာဘာကြောင့်ဖြစ်တယ်လဲမာနဟာအမှန်သိမှုမရှိလို့တကယ်တမ်းကဘဝရဲ့အမှန်တရားကိုအများကြီးမဟုတ်ဘူးတို့တွေဟာတေရွာကိုသွားနေရတာပါလားဆိုတဲ့တေခြင်းတရားတစ်ခုလောက်ကိုပဲပေပေနေနေသိမယ်ဆိုရင်မာနကတိတ်ကြီးတာအကြောင်းမရှိဘူးအခုလူတွေကကိုယ့်ဘဝရဲ့အခြေအနေမှဖြစ်တဲ့တေခြင်းစီကိုရှိရှုပြီးတော့သွားနေရတယ်ရက်ထားလို့မရတဲ့ဒီခရီးရဲ့အခြေအနေမှကိုမသိတဲ့အခါကျတော့မန်ကဝင်တာပေါ့ဘာနဲ့လားတန်တူလဲဆိုလို့ရှိရင်ကားပေါ်မှာကြက်တွေကိုတတ်ဖို့လို့ဆိုတော့ကြက်တွေအရှင်တွေချင်းတွေထည့်ပြီးတော့တဲသွားတာရှိတယ်ဟုတ်လားသူတို့ကတေယာကိုပို့နေတာတေယာကိုခေါ်သွားနေတာလို့ဒီကြက်တွေကဘယ်သိမလို့မသိတော့ကြက်ချင်းတွေမှာအချင်းချင်းခွတ်တဲ့ကြက်ကခွတ်မဲတွန်းတဲ့ကြက်ကတွန်းမဲနိုင်တဲ့ကြက်ကအချင်းချင်းစိတ်မဲပြောတဲ့ကြက်ကပြောမဲတချို့ဆိုရင်တောင်ပံခတ်ပြီးတော့တွန်းနေလိုက်သေးတယ်ဒါဟာဘာလဲဆိုခဏနေရင်တို့ဟာလက်ပင်ဖြတ်ပြီးတော့တက်ခါမှာပါလားဆိုတာကိုသူတို့မသိဘူးနော်အဲ့လိုပဲပုထုသင်တတ္တဝါတွေဟာမပျက်စီးခြင်းတွေကိုရှိရှုပြီးတော့သွားနေရတယ်မိမိရဲ့ခရီးအမှန်ကိုမသိတဲ့အခါကျတော့အမျိုးမျိုးနေရတဲ့အခိုက်အတန့်တွေမှာအထင်ရောက်ပြီးတော့မန်တွေဝင်ကြတာပေါ့ဟုတ်လားဒါကြောင့်အမှန်မသိလို့မာနဖြစ်တာဆိုတဲ့နေရာမှာအမှန်ကဘာလဲလို့မေးအခုသိခြင်းတရားပေါ့နော်ဘယ်ချိန်သိရမလဲဆိုတာကိုတော့ဦးဇင်းတို့သိခွင့်မရှိဘူးဟုတ်လားရှင်သန်မှုရဲ့မသေးကြမှုမရေရာမှုမြင်တဲ့ရမယ်ပေါ့နောက်တစ်ခုအမှန်ကိုသိဖို့ဦးဇင်းတို့လိုတာကမန်ဝင်မဲ့တာဝင်နေတာမန်ဝင်စရာအကြောင်းကဘာမှသိမရှိဘာဖြစ်လို့ကိုမန်ဝင်နေတယ်လဲတကယ်လို့မန်များဝင်နေတယ်ဆိုရင်အကြောင်းတရားကိုရှာကြည့်ပစ္စည်းတွေသူများထက်ပိုင်ဆိုင်မှုများလို့မာနဖြစ်နေသလားလုပ်ငန်းကိုင်တွေအဆင်ပြေလို့ဒါမှမဟုတ်ရုပ်ရည်ချုံမောလှပလို့ဒါမှမဟုတ်ပညာတတ်လို့ဒါမှမဟုတ်နော်ဂုံရှိလို့အတိုင်းဝိုင်းကောင်းလို့မန်ဝင်နေသလားအဲ့ဒါလို့ဆိုရင်ကိုယ်မှာရှိထားတာတွေကိုပိုင်ထားတဲ့အဲ့ဒီအရာတွေဟာကိုယ့်ဘဝရဲ့တကယ်အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်တဲ့အနေအထားရှိပါသလားဆိုတာလေးကိုဦးဇင်းတို့တစ်ချက်လောက်တွေးကြည့်သင့်တယ်ဟုတ်လားတကယ်အရေးတကယ်ပဲနဲ့တွေ့ရင်အဲ့ဒါတွေဘာမှသုံးမရနော်စောစောကပြောခဲ့တဲ့ရှင်သန်မှုပျက်စီးခြင်းနဲ့တွေ့ပြီဆိုလို့ရှိရင်တစ်သက်လုံးနော်ကိုတန်ဖိုးထားပြီးတော့မာနကြီးခြင်းရဲ့အကြောင်းလို့ဆိုရမယ်ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေဟာဘာမှသုံးလို့မရဒါကြောင့်ရွှေကျင်စတော်ဘုရားကြီးဟာပုထုဇဉ်ရဲ့မာနကိုဘာနဲ့ဥမာပေးလဲဆိုတော့ဆောင်းဆောင်လေးထိုင်တက်ခါမြနဲ့ကိုချင်းသေးလို့ထင်နေတဲ့ဖားတကောင်နဲ့တူတယ်တဲ့ပြောတာအရင်ကောင်းတာပဲဟုတ်လားသူ့မှာချင်းသေးနဲ့တူတာဆိုတော့ဆောင်းဆောင်လေးထိုင်တက်တာလေးတစ်ခုပဲရှိတယ်ချန်တာတော့ဘာမှမတူဘူးဒါပေမဲ့ तू ကသူ့ကိုယ်သူဘယ်လိုထင်နေတော့ချင်းသေးလို့ထင်နေတယ်အဲ့ဒါကြီးတို့စွန်းတို့ကထိုးသွားပြီဆိုတော့မှအဲ့ဒါပြည့်ညက်နဲ့អော်တယ်ဒါလေးကလည်းပါသေးတယ်ဆိုပြီးရေးထားတာဟုတ်လားအဲ့တော့ပုထုဇဉ်တွေကကိုပိုင်ဆိုင်ထားတာကိုပတ်သက်ထားတာကိုအနေကိုအထင်ရောက်ပြီးတော့မှန်ဝင်နေတယ်နော်နာခြင်းတရားသိခြင်းတရားဆိုတဲ့တိကြီးတို့စွန်းတို့ကထိုးပြီဆိုတော့မှအဲ့ဒါမျက်နှာငယ်လေးနဲ့ပြည့်ညက်နဲ့អော်တယ်ဖားလို့អော်ကြတာပေါ့နော်အဲ့ဒါပြောရလို့ရှိရင်ကိုမှရှိထားတာတွေပိုင်ထားတာတွေနော်ပတ်သက်ထားတာတွေဟာတကယ်တမ်းကမှန်ဝင်လောက်တဲ့အရာတွေတော့မဟုတ်ဘူးဆိုတာကိုနားလည်ရဟုတ်လားဒါကြောင့်မာနဆိုတာဘာကြောင့်ဖြစ်လဲလို့မေးရင်အသိဉာဏ်မရှိလို့အမှန်ကန်မသိလို့ဘဝရဲ့အကြောင်းလောကရဲ့အကြောင်းခန္ဓာရဲ့အကြောင်းအမှန်ကန်သိတဲ့ပညာမရှိလို့ဒါကြောင့်ဗမာစကားပုံတစ်ခုလည်းရှိရလေမပြည့်တဲ့ဟိုဟာပေါင်ပင်ခတ်တယ်ဆိုတာဟုတ်လားအတန်ထွက်တယ်နော်မပြည့်လို့မဟုတ်ဘူးအတန်ကထွက်နေတာအနှစ်ကင်းမဲ့တဲ့အဆန်ကင်းမဲ့တဲ့နော်စပယ်ဖြင်းဟာအလွန်ထောင်နေဟုတ်လား
အထက်ကအနှစ်ဆန်တဲနေတဲ့စပယ်နံကတော့ငိုက်ချနေတယ်ပေါ့ဒါပညာနဲ့ပြည့်ဝနေတဲ့ပုံကိုယ်တွေကနှိမ့်ချတဲ့စိတ်ရှိတယ်နူးညံ့သိမ်မွေ့တဲ့စိတ်ရှိတယ်ပညာနဲ့ပြည့်ဝတဲ့စိတ်နှလုံးမရှိတဲ့ပုံကိုယ်တွေကြတော့ထောင်လွှားတဲ့တက်ကြွတဲ့မာနာရှိနေတယ်မပြည့်သောအိုးအနှစ်အဆန်မရှိသောစပယ်နံတစ်ဖွဲနော်ပညာမရှိရင်မာနာကကြီးလာတယ်အဲ့ဒါလို့ဆိုလို့ရှိရင်မာနမကြီးအောင်ဘယ်လိုလုပ်မလို့အမှန်ကန်သိအောင်ကြိုးစားရမယ်ဟုတ်လားဘုရင်တို့မနေ့ဖြန်မှာပြောမယ်တရားဒေသနာလေးထဲမှာနောက်ဆုံးဂါထာလေးမဟာဝိဇ္ဇယသုတ်တံကိုမနေ့ဖြန်ပြောမယ်လို့ဘုရင်ကစဉ်းစားထားတာအဲ့ဒီသုတ်တံရဲ့နောက်ဆုံးဂါထာလေးမှာမာမနာကင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းလေးကိုအမှတ်မထင်တွေ့ရတယ်။ဘာပြောထားတော့ဆိုတော့ဣတာတိတေနကာယေနယောမေနိဥမ္နမေတဝေပရံဝအဝဇာနေယကိမေညတရအတ္တတနာဒီခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်တဲ့အနှစ်သာရကင်းမဲ့တဲ့ယွန်ရှာဆက်စုပ်ဖွယ်တို့ရဲ့အစုအဝေးများတာဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားအဲ့ဒီသုတ်တန်နဲ့အကျေတန်ဝက်အသေးစိတ်ပြောတယ်အဲ့ဒါပြောပြီးတော့မှဏိကုံးချုပ်ဒီကထာလေးကိုဟောတာဣတာတိတေနကာယေနယောမေညေဥမ္နမေတဝေဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုပိုင်ထားရရဲ့နဲ့များကိုကိုအထင်ရောက်နေမယ်ကိုမြင့်တင်နေမယ်ပရံဝအဝါစာနေရသူတော်ဘာကိုအထင်သေးနေမယ်ရှုံချနေမယ်ဆိုလို့ရှိရင်ကိမေညတရအတ္တတနာအဲ့ဒါကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိခြင်းကလွယ်လို့အခြားအကြောင်းတရားမရှိဘူးတဲ့အဖြေကလေးတွေ့ရတယ်နော်ဆိုလိုတာကကိုယ်ခန္ဓာရဲ့အကြောင်းကိုသာအမှန်ကန်သိမယ်ဆိုလို့ရှိရင်ကိုမြင့်တင်ခြင်းသူတော်ဘာကိုနှိမ့်ချခြင်းဆိုတာဖြစ်လာကြအကြောင်းမရှိဘူးလို့ပြောတာကိုမြင့်တင်နေတယ်သူများကိုနှိမ့်ချနေတယ်တနည်းအားဖြင့်မန်ဝင်နေတယ်ဆိုတာကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိလို့ခန္ဓာမှာမန်ဝင်လောက်เสียအကြောင်းအချက်လည်းဘာမှမရှိဘူးဒါကြောင့်အယိုးကိုအမာခံနေနဲ့စိုက်ဆောက်ပြီးတော့အကျော်တွေနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားတယ်အရည်သူရေပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတယ်ဒီခန္ဓာအိမ်ရဲ့အကြောင်းကိုနောကြည့်အောင်ဦးဇင်းတို့တွေဟာလေ့လာသင့်တယ်ဆင်ခြင်သင့်တယ်ဟုတ်လားအရကုဋ္ဌာကမ္မထံကိုရည်ရွယ်ပြီးတော့ပြောတာနော်ဘာမှဒီထဲမှာဦးဇင်းတို့မန်ဝင်ကြအကြောင်းမရှိဘူးယွန်ရှာဆက်စုပ်ဖွယ်ရဲ့အစုဝေးမျှတာဟုတ်လားအဲ့ဒါကိုမြင်ရင်မြင်တဲ့လောက်ပညာရှိတယ်လို့ခေါ်ရတယ်အဲ့ဒီပညာရှိရင်ရှိတဲ့လောက်မကင်းပေဘူးလားကင်းမယ်နော်အဲ့ဒါလို့ဆိုလို့ရှိရင်အချင်းဤသောမမာနတို့ဖြင့်မြင်မာနေတဲ့လောကကြီးမှာကိုဟာမမာနကိုနှိမ့်ချပြီးတော့နှိမ့်ချစွာနေထိုင်နိုင်နေလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်တစ်ဖက်ကပညာကိုပြည့်ဝအောင်ကြိုးစားရင်းနဲ့မမာနကိုလျှော့ပြီးတော့နေရနော်မန်မဝင်ရဘူးနော်ဒါကဘဝရဲ့နော်အကောင်းဆုံးနေနည်းတွေကနံပါတ်1နော်သူဆုံးမလို့တဲ့နေပေါ့နော်ဥပဒံတေသူနိပတိနိပတံတေသူဥပတိတဲ့ဟောဒုတိယချက်လာပြီဒုတိယချက်စန့်ကျင်ဘက်ကလေးပြောတယ်နိပတံတေသူနှိမ့်သူတို့ဤကြားထဲမှာဥပတိမြင့်မားစွာနေရမယ်ဒါလေးတွေကိုအလင်္ကာမြောက်တယ်လို့ပြောတာဟုတ်လားစောစောကမြင့်သူတွေထဲမှာနှိမ့်မာတဲ့အခုကကြတော့နှိမ့်သူတွေထဲမှာမြင့်မာတဲ့ဒါကဘာလို့ဆိုလိုတာတော့ဒီသုတ်တန်ရဲ့အဖွင့်အထကရာလေးကိုအရင်ကြည့်တယ်ဟုတ်လားနော်ဆိုလိုရင်းကစိတ်ဓာတ်နဲ့နော်ဝရိယတရားကောင်းတာကိုကြိုးစားအထောက်မယ်ကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒါတွေနှိမ့်ချနေတဲ့လူလောကကြီးထဲမှာမိမိတို့ရဲ့စိတ်ဓာတ်နဲ့ကောင်းတာတွေကိုကြိုးစားအထောက်မယ်ဆိုတဲ့ဝရိယတရားကိုမြင့်တင်ပြီးတော့နေရမယ်လို့ပြောတာဒါကိုကြုံမိအောင်တစ်လုံးနဲ့ပြောရရင်တော့စိတ်ဓာတ်တွေနှိမ့်ချနေတဲ့လူလောကကြီးမှာကိုယ့်ရဲ့စိတ်ဓာတ်ကိုမြင့်မားအောင်တည်ဆောက်ပြီးနေရမယ်လို့ပြောတာအဲ့တော့စိတ်ဓာတ်ကနှိမ့်ချတယ်စိတ်ဓာတ်ကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာတော့အဲ့ဒါကိုတော့ဦးဇင်းတို့ကကောင်းကောင်းနားလည်ဖို့လိုမယ်နော်လူလောကမှာနှိမ့်ချတဲ့စိတ်ဓာတ်ဆိုတာလိုချင်ရချင်တဲ့စိတ်လောဘကိုပြောတာမကြည်နိုင်မချမ်းနိုင်စိတ်တိုင်းမကြနိုင်တဲ့စိတ်ဒေါသကိုပြောတာဖြစ်နေတာကတစ်မျိုးကိုထင်နေတာကတစ်မျိုးအမှန်သိမှုမရှိတဲ့မောဟကိုပြောတာစဉ်းစားကြည့်နော်လူလောကကြီးမှာဒီနှိမ့်ကြတဲ့စိတ်တွေနဲ့ပဲနေကြတာဟုတ်လားလိုချင်တာတော့ပဲသိတဲ့စိတ်နဲ့နေကြတာမကြည်နိုင်မချမ်းနိုင်စိတ်နဲ့ပဲနေကြတာအမှန်မသိမှုနဲ့ပဲနေကြတာဟုတ်တယ်မဟုတ်လားသူများကိုဝေဖန်မကြည့်နဲ့ကိုဝေဖန်ကြည့်ဟုတ်လားရလို့စိတ်ဖြစ်လို့စိတ်တွေနဲ့အချိန်ကုန်နေတာတခါတလေမုန်းစိတ်တွေနဲ့အချိန်ကုန်နေတာအချိန်တိုင်းလူလိုကတော့မသိစိတ်တွေနဲ့ပဲအချိန်ကုန်နေတာဘာတွေတော့လောဘဒေါသမောဟပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလောဘဒေါသမောဟနဲ့နေတာကိုနှိမ့်ကြတဲ့စိတ်နဲ့နေတယ်လို့ပြောမလားမြင်မာတဲ့စိတ်နဲ့နေတယ်လို့ပြောမလားနှိမ့်ကြတဲ့စိတ်နဲ့နေကြတာနော်လူချင်းစိတ်တွေမုန်းစိတ်တွေမသိစိတ်တွေနဲ့ပဲနေနေတာအဲ့ဒါအောက်တန်းကြတဲ့စိတ်ပေါ့နော်အဲ့လိုစိတ်ဓာတ်အပြင်အောက်တန်းကြနေတဲ့လူလောကကြီးမှာ
ကိုကစိတ်ဓာတ်ကိုမြင်မအောင်တိဆောက်ပြီးတော့နေရမယ်မြင်မတဲ့စိတ်ဆိုတာလောဘဒေါသမောဟရဲ့ဆန့်ကျင်ဘက်အလောဘအဒေါသအမောဟကိုပြောတာဟုတ်ရဲ့လားလောဘဒေါသမောဟအကြီးလာပြီဆိုလို့ရှိရင်ဘသူသေးသေးငတေမာပြီးရောဆိုပြီးတော့ယုံညံ့တဲ့ကာယကံမှုဝစီကံမှုနဲ့လောကကြီးမှာအကြီးတန်းအယုတ်ဆိုးကြတာတွေမရှိဘူးလားစိတ်ဓာတ်ကနေကြပြီဆိုရင်အပြောဆိုတာလည်းနေကြတာပဲအပြုမှုကလည်းနေကြတာပဲဟုတ်လားဘုရင်တို့ကန္နာဇတ်တော်ထဲမှာဘုရားလောင်းကန္နာယတိပြောတဲ့စကားလေးတစ်ခွန်းအာလောဘသဟတာကာရနိဂတိဝေစနာနိစ္စဒိဋ္ဌန္တိလောဘဓမ္မေတုတတ္တမလောဘနာရောစီတရားမင်းကကြီးညိုလွန်းလို့ကြိုက်တဲ့ဆုကိုတောင်းပါလို့သူ့ကိုဆုပေးတာလေကြားဥပါတဲ့ဒီဇတ်တော်ဟုတ်လားအဲ့တော့ဘုရားလောင်းကအမျက်ကင်းတဲ့လူသားတစ်ယောက်ဒေါသကင်းတဲ့လူသားတစ်ယောက်ချစ်ချင်းလောဘကင်းတဲ့လူသားတစ်ယောက်ချစ်ချင်းကင်းတဲ့လူသားတစ်ယောက်ဖြစ်ပါရစေလို့ဆုလေးမျိုးတောင်းအဲ့တော့တရားမင်းကအဲ့ဒီဒေါသအဲ့ဒီအမျက်အဲ့ဒီလောဘအဲ့ဒီချစ်ချင်းမှာဘာဖြစ်တည်ရှိနေလို့သင်ကအဲ့ဒီတရားတွေကနေကင်းကွာခြင်းရတာတုံးလို့မေးလို့ဘုရားလောင်းကအမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရားလေးမျိုးရဲ့အပြစ်ကိုပြောတာအဲ့ဒီတည်းမှာလောဘရဲ့အပြစ်ကိုပြောတာလေးကိုအရင်ကလူလောကနဲ့အလွန်တရာမှအဝင်ခွင့်ကြတဲ့အတွက်ကြောင့်စိတ်ထဲမှာစွဲနေဘာပြောလို့ဆိုတော့အာလောဘသဟတာကာရနိဂတိဝေစနာနိစ္စဒိဋ္ဌန္တိလောဘဓမ္မေတုတတ္တမလောဘနာရောစီတရားမင်းတဲ့လောကကြီးမှာရင်ဘတ်ပေါ်မှာဒုတ်တို့ဓာတ်တို့လက်နဲ့အမျိုးစုံတနတ်တို့နော်တင်ပြီးတော့အချင်းချင်းရက်ဆက်နေကြတာတွေရှိတယ်လက်နဲ့အာကိုနဲ့အချင်းချင်းရက်ဆက်ကြတာနော်တယောက်ကိုတယောက်တအုပ်စုကိုတအုပ်စုလူမျိုးမျိုးနွယ်စုတစ်ခုကိုမျိုးနွယ်စုတစ်ခုနိုင်ငံတစ်ခုကိုနိုင်ငံတစ်ခုကအချင်းချင်းမလုပ်နေတော့ရက်ဆက်နေတာရှိတယ်ဘာအာကိုနဲ့နော်လက်နဲ့အာကိုနဲ့နော်နိဂတိဝေစနာနိစ္စအတုကိုဖြတ်ပြီးတော့လှည့်စားကောက်ကျစ်နေကြတာတွေလည်းလောကမှာရှိတယ်တဲ့သူကနှစ်ချက်ပြောတယ်နော်လက်နဲ့အာကိုနဲ့ရက်ဆက်တာရဲ့ညဏီညနဲ့အာကိုနဲ့အချင်းချင်းနော်လှည့်စားတာကောက်ကျစ်တာရှိတယ်တဲ့အဲ့ဒီလိုရက်ဆက်ခြင်းကောက်ကျစ်ခြင်းတွေဟာလောဘဓမ္မေတုဒိဋ္ဌံတွေလောဘရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တန်မှာပဲငါမြင်ရတယ်တတ္တမလောဘနာရောရှိဒါကြောင့်အဲ့ဒီလောဘကိုငါမကြိုက်ဘူးတဲ့ဒါလေးပြောတာရှိတယ်ဟုတ်လားအလိုဆန္ဒတွေပဲလွှမ်းမိုးပြီးတော့နေကြတဲ့လောကကြီးဟာမြင်မာလာစရာအကြောင်းသိပြီးတော့မရှိဘူးနော်ရရင်ပြီးရောဘာဖြစ်ဖြစ်လုံးမှာပဲဘာဖြစ်ဖြစ်ပြောမှာပဲဟုတ်လားအဲ့ဒါပါတော့အောက်တန်းချတဲ့စိတ်နဲ့နေတာဟုတ်အဲ့လိုလူတွေပဲများတဲ့လောကကြီးထဲမှာကိုကလောဘဆိုလို့ရှိရင်လည်းပဲနော်ဝိသမလောဘမဖြစ်ဖို့ထိန်းရမှာဟုတ်တယ်မဟုတ်လားခုနကတော့မာနမှာအတိမာနဆိုတာရှိတယ်လို့လောဘမှာလည်းပဲဝိသမလောဘဆိုတာရှိတယ်ဝိသမလောဘဆိုတာဘာပြောတာလဲတရားလွန်ဖြစ်တဲ့လောဘပေါ့နော်တရားကိုလွန်သွားတဲ့လောဘဟုတ်လားတရားပေါင်းတွင်ရှိတဲ့လောဘလို့ရှိသေးသလားဥစဉ်ရလို့မေးရင်ဒါဘယ်လိုပြောရမှာလဲနောက်သူများပစ္စည်းကိုမတရားလိုချင်တဲ့ကိစ္စတတ်မဲ့ဖြတ်မဲ့တတ်မှဖြတ်မဲ့ရမဲ့ဆိုရင်လည်းပဲယူမှာပဲဆိုတဲ့လောဘမျိုးပါတရားလွန်လောဘပေါ့နော်ကိုယ့်ကိုယ်တမ္မာအာဇီဝနဲ့ရှာမယ်ဖွေမယ်ဆိုတဲ့နော်လိုချင်တဲ့လောဘမျိုးကြတော့သူများကိုထိခိုက်မှုမရှိတဲ့အတွက်ကြောင့်အဲ့ဒီလောဘလောက်ဆိုးတယ်လို့ပြောလို့ရမလားမရဟုတ်လားဒါကြောင့်လောဘရဲ့နေပယ်လေးတွေကိုလည်းပဲဦးဇင်းတို့ကကန့်သက်ချက်ကလေးနဲ့ထိမ့်သိမ့်နိုင်မှုမလိုဘူးလားလိုတယ်ဦးဇင်းတို့ဇတ်တော်လေးတစ်ပုဒ်ရှိတယ်ဗျနေသူတွေထဲမှာမြင့်မှာဆိုတဲ့ဇီစကားလေးနဲ့ပတ်သက်ပြီးတော့အတူယူစရာလေးပေါ့ဟိုဘဝတစ်ခုတုန်းကဘုရားလောင်းကကုံတယ်ကြီးတယောက်ဖြစ်တယ်လို့ဆိုတယ်အဲ့ဒါဒီနေ့တော့ကုံတယ်ပေါင်းများစွာကိုခေါင်းဆောင်ပြီးတော့သူကုံကူးသွားရင်းနဲ့တဲကန္တာရာကြီးတစ်ခုကိုဖြတ်ရတယ်အဲ့လိုဖြတ်တဲ့အခါမှာသူတို့ကညားတိုင်ရောက်လို့ရှိရင်ဟိုညားကိုပဲသူကသွားတာနေ့ကိုနေရအရန်ပူတဲ့အခါကျတော့မသွားနိုင်ကန္တာရမှာအဲ့တော့ညာမိုးချုပ်ပြီးဆိုရင်ခရီးထွက်တယ်အဲ့ဒါဘာလို့လဲဆိုတော့အမြဲတမ်းနက္ခတ္တာယာကိုကြည့်ပြီးတော့သူကသွားရတယ်အဲ့ဒါလူတယောက်နက္ခတ်ကျွမ်းကျင်တဲ့လူတယောက်ကိုရှေ့ဆုံးလုံးလှဲမှာတင်ပြီးတော့သူ့ကိုခါချင်းငွေပြီးတော့ငှားပြီးတော့ခေါ်ရတာအဲ့ဒီလူဟာခရီးပန်းလာတဲ့အခါကျတော့တညမှာကန္တာယာထဲမှာဖြတ်ရင်းနဲ့အိပ်တော်သွားတာနောက်ကလူတွေကလည်းစိတ်ချပြီးတော့လိုက်တာအဲ့ဒါနွားတွေကရှေ့ဆက်မသွားပဲနဲ့လာလန်းပြန်လှည့်မသိဘူးဘယ်သူမှလဲအစီလိုက်တယ်အကုန်လုံးလဲတွေအများကြီးတန်းပြီးတော့လိုက်တော့အဲ့မနဲ့လင်းပြီဆိုတော့ကြည့်လိုက်တဲ့အခါကျတော့အရင်နေ့ကစခန်းချရတဲ့နေရာကြီးဖြစ်ရေကယူလာတာလဲကွက်တိဒီကန္တာရကိုဘယ်နှရက်ဖြတ်ရမလဲဆိုတော့သူတို့ကတီးပြီးသားဘယ်နှရက်စာရေမရှိတော့ဒုက္ခရောက်အဲ့ဒါနဲ့ရေပြက်ပြီးတော့သူတို့အကြီးကြီးအားနေကြတာပေါ့နော်အားနေတဲ့အခါကျတော့ရေရှာရင်းနဲ့အာကိုရရှာရင်းနဲ့တော့ရှောက်သွားကြရင်းနဲ့အဲ့ဒီမှာကံအားလျော်စွာပညောင်မင်းကြီးတပင်တွေ့တယ်တဲ့ညောင်မင်းကြီး
အဲ့ဒါသူတို့ကအဲ့ဒီညောင်မင်းကြီးတွေ့တော့ဟာနည်းနည်းအရေးမှာကိုရဆိုအဲ့ဒီညောင်မင်းကြီးချင်းချင်းရောက်လာကြအရေးသာကိုနေတာဒီညောင်မင်းကြီးကဘလို့ညောင်မင်းကြီးလဲလို့သူတို့မသိဘူးတကယ်စင်စစ်အဲ့ဒီညောင်မင်းကနဂါမင်းစောင့်တဲ့ညောင်မင်းတဲ့ဟုတ်လားအဲ့တော့ညောင်မင်းအောင်မှာရိတ်ခွင်နဲ့ညောင်မင်းကြီးမော့ကြည့်တော့အော်ညောင်မင်းကြီးကလည်းဆိုးရှောရဲ့စိမ့်ဆိုးလို့သူတို့ကလည်းရေကငတ်နေတယ်အဲ့ဒါအပင်ကြီးကြည့်တော့ရေတွေမြန်ထွက်မလို့ဖြစ်နေရေတွေကဆိုးစိမ့်လို့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့တို့ညောင်ကိုင်းကိုဖြတ်ကြည့်ရအောင်ဘာမှဖြစ်မလဲသူရေထွက်မဲ့အတိုင်းပဲညောင်ကိုင်းကြည့်ရတာအဲ့ဒါနဲ့အရှိဘက်ကိုသွားနေတဲ့အကိုင်းကိုဖြတ်ကြည့်တယ်တဲ့ဖြတ်ကြည့်တဲ့အခါကျတော့နဂါမင်းကသူတို့ကိုတနာတဲ့အတွက်ကြောင့်အဲ့ဒီအကိုင်းကနေရေတွေကိုစီးကြစေတယ်တဲ့နဂါမင်းရဲ့အစွမ်းလို့သူတို့ကမထင်ဘူးညောင်မင်းကြီးရဲ့အစွမ်းလို့ပဲထင်တာအဲ့ဒါနဲ့ရေရပြီဆိုတော့ဝမ်းသာအားရပါတော့ချက်ပြုတ်စားကြတောက်ကြဝမ်းသာကြပျော်ရွှင်ကြအဲ့လိုနေရင်းနဲ့အရန်ဆန်းကြည်တဲ့ညောင်မင်းကြီးပဲအရှိကိုင်းကိုဖြတ်လိုက်တဲ့အခါရေတွေထွက်တယ်အဲ့လိုဆိုလို့ရှိရင်မြောက်ကိုင်းကိုဖြတ်ကြည့်မယ်ဘာမှန်းထွက်မလဲမသိဘူးညောင်မင်းကြီးကလည်းအကိုင်းလေးကိုင်းရှိတယ်အဲ့ဒါနဲ့မြောက်ကိုင်းဖြတ်လိုက်တဲ့အခါကျတော့အစာအာဟာရတွေကျလာတယ်တဲ့အံ့ဩစရာပေါ့နော်အဲ့ဒါနဲ့ဦးဇင်းတို့အနောက်ကိုင်းကိုဆက်ဖြတ်ကြအောင်မယ်ကွာဖြတ်ကြတယ်နောက်ကိုင်းကိုဖြတ်တဲ့အခါကျတော့အဝတ်အစားအပြည့်စုံဆင်ရင်ထားတဲ့သရိုးသမီးကညာလေးတွေကြာတယ်နဂါမင်းကနဂါနတ်သမီးလေးတွေကိုလွှတ်ပေးတာလို့ဆိုတယ်အဲ့ဒါသူတို့သဘောတွေကြာပြီးတော့ဟာတော်တော်စမ်းကြယ်တဲ့ညောင်မင်းကြီးသူတို့ကန်ရှိလို့ရတယ်ပဲထင်နေတာအဲ့ဒါနဲ့အဲ့လိုဆိုရင်မြောက်ဘက်ကအကိုင်းကိုထပ်ပြီးတော့ဖြတ်ကြည့်ကြမယ်ဆိုဖြတ်ကြည့်တော့အဲ့ဒီပင်ကယတနာပစ္စည်းတွေကြာလာတယ်အဲ့ဒီအကိုင်းကနော်ရေလည်းရတယ်အစာလည်းရတယ်သရိုးသမီးလည်းရတယ်ယတနာပစ္စည်းလည်းရတယ်တော်တော်ပြည့်စုံသွားပြီလဲနဲ့တိုက်ပြီးတော့ပြန်ယုံမယ်ဟုတ်လားဒါပေမဲ့လူလောဘဆိုတာကထင်းချုပ်ဖို့သိပြီးတော့မလွယ်ဘူးရက်တက်နိုင်ခဲ့တယ်အဲ့ဒါနဲ့သူတို့ဖြတ်လိုက်လို့ညောင်မင်းကြီးကတော့ဂရုံးကြီးဖြစ်နေတယ်အပေါ်ပိုင်းတစ်ခိုင်းပဲကျန်တော့တယ်ဟုတ်လားအဲ့ဒါသူကဘာလုပ်လဲဆိုတော့ဒီညောင်မင်းကြီးကရန်ဆန်းကြည်တယ်တဲ့အဲ့ဒါကြောင့်မလို့ညောင်မင်းကြီးရဲ့အမြစ်ကိုဖြတ်ကြည့်ခြင်းတယ်ဒါဆိုရင်ဘာတွေများရမလဲမသိဘူးနော်ကျေးဇူးရှင်ကိုအမြစ်ဖြတ်ဖို့ကြိုးစားကြတော့ဟုတ်လားနော်ကျေးဇူးရှင်ကိုအမြစ်ဖြတ်ဖို့ကြိုးစားတာနော်အဲ့ဒီမှာဘုရားလောင်းကတကိုင်းပြီးတကိုင်းဖြတ်တဲ့အစားရေရပြီးတော့နောက်တကိုင်းဖြတ်မလို့တဲ့ဆိုဘုရားလောင်းကတားခြင်းနေတာဒါအများနဲ့ဆိုတော့တားလို့မရအဲ့ဒါနဲ့အမြင့်ဖြတ်မယ်ဆိုတော့ဘုရားလောင်းကဘလို့မှနေလို့မရတော့နော်အဲ့ဒါနဲ့လက်အုပ်ချီပြီးတော့တောင်တားတယ်တဲ့သူ့ရဲ့လက်အောက်ငယ်သားကုန်တယ်လောဘဇောတက်နေတဲ့အကောင်တွေပေါ့နော်ဒီသမားအောင်တဲ့ဒီအပင်ကြီးကမင်းတို့အမြန်ဘာများအကျိုးမဲ့တွေကိုလှုပ်ဖူးလို့ဒီအပင်ကြီးရဲ့အမြင့်ကိုဖြတ်ဖို့ကြိုးစားတာတော့တကယ်ဆိုရင်သူ့ကြောင့်မင်းတို့အသက်ရှင်ရရေရခဲ့တဲ့အစာရခဲ့တဲ့သူတို့သမီးရတဲ့ယတနာပစ္စည်းရတယ်တော်ပြီပေါ့ဒီပင်ကြီးရဲ့ရှင်သန်မှုကိုဘာလို့ဖြည့်ဆည်းခြင်းရတာတော့အဲ့တော့ဟိုလူတွေကဘာပြောလို့ဆိုဟုတ်တယ်တဲ့ကျေးဇူးရှင်ဆိုတာကျေးဇူးကောင်းတာမဟုတ်ဘူးဒါတွေကတော့သူတို့လည်းသိတာပဲအရေးအနေနဲ့အခက်ချိုးချိုးလုပ်ရင်အဲ့ဒါလူယုံမှလို့ခေါ်တယ်ဒါပေမဲ့လို့အကျိုးရှိမယ်ဆိုရင်တော့အမြစ်ကိုဖြတ်သိရင်ဖြတ်ရမှာပဲတဲ့အဲ့ဒါကကြောက်စရာကောင်းတယ်လူလောကမှာအဲ့ဒါမျိုးတွေပဲနော်သိရတော့သိနေတာပဲဒါပေမဲ့လောဘတကယ်ကြီးလာပြီဆိုတော့တိတိကြီးနဲ့မလုပ်ကြတော့မှားကြတာပေါ့ဟုတ်လားအဲ့ဒီမှာဘုရားလောင်းကဘလို့မှတားလို့မရဘူးအများနဲ့တရားပါနော်အဲ့ဒါနဲ့ဘေးပဲထွက်ပြီးတော့ထိုင်နေရတယ်အဲ့ဒါအလွန်ထက်တဲ့ပစိတ်တွေနဲ့အဲ့ဒီအပင်ကြီးညောင်မင်းကြီးရဲ့အမြစ်ကိုဖြတ်ဖို့ကြိုးစားကြတာအဲ့ဒီမှာနဂါမင်းကအလွန်လောဘတက်ကာရအားကြီးတယ်လို့ကိုယ့်ရဲ့အသက်သခင်အပင်ကိုတောင်ငဲ့ညာအကောင်မှမသိဒီလိုလူမျိုးတွေကိုလူလောကမှာမထားတိုက်ဘူးဆိုပြီးတော့အလုပ်လဲဆိုတော့လှဲမှုဘုရားလောင်းလှဲမှုတရားကိုပဲချမ်းကျန်တဲ့လူတွေကိုအကုန်လုံးပြစ်တတ်ဆိုတော့ငကားစစ်တီတွေကိုလေးနဲ့ပြစ်ခိုင်းတယ်တဲ့အများနဲ့ပြစ်ခိုင်းအကုန်သေးကြတယ်ဟုတ်လားအဲ့ဒီဇတ်တော်တခုရှိအဲ့ဒါဘာလဲလို့မေးရင်ဘုရားလောင်းရဲ့စိတ်ဓာတ်ကတော့နှိမ့်ချတဲ့လူတွေရဲ့ကြားထဲမှာအမြင်မာတဲ့နေထိုင်မျိုးနဲ့နေထိုင်လို့တဲ့စိတ်နော်ဒါကြောင့်ပြည်သက်ပေါင်းသူတော်တို့အများမူကားရေတောက်တိုင်းကိုမတောက်ဘူးဆိုတဲ့စိတ်မျိုးလေးမွေးဖို့တော့မလိုဘူးလားလိုတယ်နော်နှိမ့်သူတွေထဲမှာမြင့်မှာမြင့်သူတွေထဲမှာနှိမ့်မှာဆန့်ကျင်ဘက်စကလုံးလေးနဲ့နော်အဓိပ္ပာယ်ကိုအလွန်အနှစ်သာရရှိအောင်ပြောတတ်တော်မူတဲ့မထေရကြီးလို့ဆိုရမယ်ပေါ့ဟုတ်လားနေနည်း၄မျိုးပြောတာနော်ခုဘယ်နည်းရှိသွားပြီတော့နှစ်နည်းရှိသွားပြီအဲ့ဒါရှေ့ဆက်တိုးမယ်ဆိုရင်သူ့ရဲ့နေနည်းကပိုးပြီးတော့နည်းနည်းသွားတာကိုတွေ့ရတယ်ဥပ္ပတံတေသူနိပတိမြင့်သူတွေထဲမှာနှိမ့်မှာနိပတံတေသူဥပ္ပတိနှိမ့်သူတွေထဲမှာမြင့်ပါဟောတတိယဘာလာတော့ဆိုတော့ဝတိအဝတ္တမာနေတုအဝတ္တမာနေတုမနေသူတွေထဲမှာဝတိနေပါတဲ့မနေကြတဲ့လူတွေကြားထဲမှာနေပါဘာလို့ရှုလို့တာတော့ဒါလေးကရိုးရိုးလေးပြောရရင်သူတော်ကောင်းတရားနဲ့မနေနိုင်ကြတဲ့လူတွေကြားထဲမှာသူတော်ကောင်းတရားလေးနဲ့နေပါလို့ပြောတာနည်းနည်းလေးအသေးစိတ်ပြီးတော့ပြောရမယ်ဆိုရင်တော့
မေတ္တာတရားနဲ့မနေနိုင်ကြတဲ့လူလောကကြီးထဲမှာမေတ္တာတရားလေးနဲ့နေနိုင်အောင်ကြိုးစားရမယ်လို့ပြောတာအပ္ပမာဒဆိုတဲ့တတိတရားနဲ့မနေနိုင်ကြတဲ့လူတွေကြားထဲမှာအပ္ပမာဒဆိုတဲ့တတိတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်လို့ပြောတာဥပြီးတော့နေဆိုင်သွားပြီလို့မဆိုနိုင်ဘူးလားရှင်းရနော်လူလောကကြီးမှာလူအများစုဟာမေတ္တာနဲ့မနေနိုင်ကြဘူးစဉ်းစားကြည့်နော်တတ္တဝါတွေရဲ့ပုံမှာတဏှိသာကုံသွားတယ်တခါမှကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ကလေးမဖြစ်လိုက်ဖဲနဲ့ကုံခဲ့တဲ့ရက်တွေဘလောက်များတော့နူးညံ့သိမ်မွေးမှုဘလောက်နည်းတော့စဉ်းစားကြည့်ဦးနော်အများရဲ့ပုံမှာကောင်းသိခြင်းနဲ့စိတ်ကလေးတောင်မမွေးနိုင်အလုပ်တွေအပြောတွေဆိုတာဝေးရောငါအတွက်ဆိုတာနဲ့ပဲရုန်းကန်ရင်သွားတာသူများအတွက်ဘာမှမပါဘဲနဲ့ပဲနေကြတာဟုတ်တယ်မဟုတ်လားအဲ့ဒါကျေပြတ်နဲ့နေခြင်းလို့ဆိုနိုင်မလားဒါမေတ္တာကိုတကယ်ပေါင်းမြောင်ကြိုးစားမယ်ဆိုရင်အဲ့ဒါအပ္ပမာဏလို့မြတ်စွာဘုရားသုံးတယ်နော်အပ္ပမာဏဆိုတာပမာဏပြလို့မရဘူးအဲ့ဒီကုသိုလ်ကပမာဏပြလို့မရဘူးကဏ္ဍနဲ့တတ်မှတ်လို့မရဘူးရည်တွက်လို့မရဘူးပြောရရင်အလွန်ကျေပြန့်တယ်ဟုတ်လားခုတက္ကမတို့အချင်းတို့ကဘဝမှာဘယ်လိုနေတာတော့အလွန်ကျင်းမြောင်းစွာနေတာငါနဲ့ငါမိသားစုအပြင်ဘက်ငါစိတ်သိပ်ပြီးတော့မရှိဘူးဟုတ်လားတကယ်တမ်းကစိတ်ကိုချဲ့ထွင်မယ်ဆိုလို့ချင်းစိတ်ကအစွမ်းအရန်ကြီးရှိတာနားလည်ဖို့လိုတယ်ဟုတ်လားလူတွေကမေတ္တာနဲ့နေနိုင်လားမနေနိုင်ဘူးနော်အများစုကမေတ္တာကိုစိတ်တောင်မဝင်စားဘူးနားတောင်မလဲဘူးလူအများစုကဟုတ်လားတွတ်ထက်ပူပြီးတော့နည်းနည်းတဲ့နေနေရပါတော့အခုယောဂီတို့ကြိုးစားအထုတ်ပြီးတော့နေတဲ့နေနော်အတိကလေးကပ်ပြီးတော့တတိကလေးကပ်ပြီးတော့အမှန်တရားကိုသိအောင်ဆိုတဲ့မွန်မြတ်တဲ့ရည်ရွယ်ချက်ရှုပြီးတော့တတိနဲ့နေတဲ့နေဟုတ်လားအဲ့ဒီနေတဲ့နေကိုကင်လူအများစုနေနိုင်သလားမနေနိုင်ဘူးဒါကြောင့်မေတ္တာနဲ့မနေနိုင်ကြတဲ့တတိနဲ့မနေနိုင်ကြတဲ့အဲ့ဒါကိုမနေသူတွေထဲမှာနေပါလို့ပြောတာမြတ်စွာဘုရားရဲ့ဆုံးမကိုလိုက်နာပြီဆိုလို့ရှိရင်မနေသူတွေထဲမှာဖြစ်သွားတယ်ပေါ့။ဟုတ်ဆိုလူအများစုကမြတ်စွာဘုရားရဲ့ဆုံးမကိုမလိုက်နာဘဲနဲ့ပဲနေကြတာဟုတ်တယ်မဟုတ်လား။ဘုရင်တို့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြောစရာအရန်ကောင်းတဲ့နောက်အချက်ကလေးတစ်ခုအကြောင်းအရာလေးတစ်ခုဓမ္မပဒပါဠိတော်မှာတွေ့ရတယ်။အဲ့ဒီအကြောင်းအရာလေးကပေးသက်ပေါင်းတော်အောင်တို့ကြာဘူးနာတော့ရင်းနေရှိထားကြပြီးသားပါမြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေကောလိယနဲ့ကပိလဝတာကိဝင်မင်းသားတွေရေလူတာကိုအကြောင်းပြုပြီးတော့စစ်ထိုးကြတာကြားဘူးတယ်မဟုတ်လားတော့ရောဟိနီမြစ်ကရေကနှွေးကကြတော့ခမ်းပြီအဲ့ဒီနေ့ကမိုးလဲနှဲတော့ခမ်းတာအဲ့ဒီမြစ်ရေလေးကိုပဲဟိုဘက်ကဆယ်ဒီဘက်ကဆယ်ပြီးတော့စိုက်ပျိုးရေးကလောက်ကြရတာအဲ့ဒီနေ့မိုးကခေါင်းတဲ့ခါကျရေကလုံလောက်မရတော့အဲ့ဒီရေလူရရင်းနဲ့လေသမားချင်းချင်းရံဖြစ်ရနေပြီးတော့အမျိုးအနွယ်ကိုထိခိုက်ပြီးတော့ဆဲကြဆိုကြရင်းနဲ့အဲ့ဒါတွေကမင်းကြီးမင်းသားတွေရဲ့နားကိုပေါက်ကြပြီးတော့ပြောရရင်စစ်ဖြစ်ကြတာအဲ့ဒါမြတ်စွာဘုရားတည်တော်မူတဲ့အခါကျတော့ဒီရောဟိနီမြစ်ကိုအလဲကောင်းထားပြီးတော့တစ်ဖက်ကစစ်တပ်ကြီးချီလာတယ်ဟိုဘက်တစ်ဖက်ကလည်းစစ်တပ်ကြီးချီလာတယ်အဲ့ဒါမြတ်စွာဘုရားကောင်းငင်ရံမှာထက်ဝက်ဖွဲ့ကွေထိုင်ပြီးတော့နေတယ်အဲ့မြတ်စွာဘုရားကိုမြင်တဲ့အခါကျတော့ရွှေတော်မျိုးတော်တွေကမြတ်စွာဘုရားကိုတော့လေးစားကြတယ်ပေါ့နော်ငါ့ကိုတဲ့အဲ့ဒီလူတွေတတ်ချင်တတ်ပါစေငါလက်နဲ့ကိုတော့မြတ်စွာဘုရားရှေ့မှာမကင်ဘူးလက်နဲ့တွေချဟုတ်လားအံ့ဩစရာနော်မြတ်စွာဘုရားမေတ္တာတော်လို့လည်းဆိုနိုင်တယ်အဲ့ဒီမှာမြတ်စွာဘုရားဆွေတော်မျိုးတော်တို့မင်းကြီးမင်းသားတို့ဘာလို့လာကြတာတော့သိရနဲ့မေးတာပေါ့တတ်ကြမလို့စစ်ထိုးကြမလို့လာကြတာပါဗျာဘာလို့တတ်ကြမှာတော့ရေဒီဟူသောအကြောင်းကြောင့်တတ်ကြမလို့ဩအဲ့လိုဆိုရင်ရေကလူ့အသက်ထဲတန်ဖိုးရှိလို့လားမေခွန်းလေးတွေကရိုးရိုးလေးပဲလို့အရန်တာသွားတယ်နော်ရေကြောင့်တတ်ကြမှာတဲ့ရေကလူ့တဲ့တန်ဖိုးရှိလို့လားဆိုတော့မဖြေနိုင်တော့နော်ရေကလူ့တဲ့တန်ဖိုးရှိမလားဘယ်ရှိမလို့ဟုတ်လားအခုလူလောကကြီးမှာလည်းကြည်နော်လူတွေကကိုယ့်ကိုယ်အသိဉာဏ်ရှိတဲ့ခေကြီးကတိုးတက်တဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နော်ပေါက်ကရရှောက်တာပြောနေတာတကယ်ကတော့ဘာလို့နေတော့လူချင်းချင်းတတ်နေကြတာပဲလေအောက်လို့တတ်ချင်တာလူထဲတန်ဖိုးရှိတဲ့အရာကြောင့်လူကိုတတ်နေကြတာတော့မဟုတ်ဘူးနော်ကိုလိုချင်တာတစ်ခုခုကြောင့်လူချင်းချင်းတတ်နေကြတာမရှိဘူးလားရှိနေဆရာကြီးအောင်တင်ရေးတဲ့စာလေးတစ်ခုတောင်ပုံဖတ်ဖူးတာလေးရှိတယ်လူငယ်တွေတွေ့တော့ပြောခြင်းတယ်စစ်ပွဲမှာလူတွေကိုတတ်ရင်းနဲ့နော်လူရိုင်းနေနဲ့တွေ့တဲ့ခါကျတော့လူရိုင်းတွေကလူသားစားတဲ့လူရိုင်းလူသက်စားအဲ့ဒါနဲ့ဒီစစ်သားကပြောတာမင်းတို့လူရိုင်းတွေဘာမှအဆင်မရှိဘူးလူကိုတတ်စားတယ်လူကိုတတ်ကြတယ်မင်းတို့ကပို့ပြီးတော့အဆင်မရှိတာလို့ပြောတယ်တဲ့လူရိုင်းတို့ကစားဖို့လို့တတ်တာမင်းတို့ကမစားဘဲနဲ့တတ်ကြတာလို့ပြောတယ်စဉ်းစားကြည့်နော်လူရိုင်းကတတ်တာဘာလို့တတ်တာစားဖို့တတ်တာတရားလူတွေကဘာလို့မစားဘဲနဲ့တတ်ကြတယ်အချီးနီးလည်းကရှောက်တတ်နေကြတာဟိုကတော့အကြောင်းပြချက်တွေကတော့အများကြီးရှိမှာပေါ့နော်
ဒါပေမဲ့လူတတ်တာကတော့ဘာလို့တတ်တာပဲလေဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားရေကလူထက်တဲ့လူအသက်ထဲပို့ပြီးတော့တမှုရှိလို့လားဆိုတော့မရှိပါဘူးဗျာဘာလို့အဲ့လိုလုပ်ရတာတော့အဲ့ဒီမှာမြတ်စွာဘုရားသူတို့ကိုတရားဟောတာအဲ့ဒီဟောပြတဲ့တရားဒေသနာလေးသုံးပုဒ်ကတော်တော်ကောင်းတယ်တုတုခဝတ္တဇင်ဝါမဝေဒိနေတုအဝေဒိနောဝေဒိနေတုမနုဿေတုဝိဟာရမအဝေဒိနောရေမယာအကျင်ငါတို့သည်တဲ့ဝေဒိနေတုယံရှိကုန်သောမနုဿေတုလူတို့၌အဝေဒိနောယံကင်းသည်ဖြစ်ဝိဟာရမနေကြပါကုန်၏တေမယာထိုယံရှိသူတို့၌ယံမရှိဘဲနဲ့နေကြတဲ့ထိုငါတို့သည်ဝေဒိနေတုယံရှိသူတို့ရဲ့အကြ၌အဝေဒိနောယံမရှိပါဘဲနဲ့တုတုခံဝတ္တအလွန်ချမ်းသာစွာဇီဝါမအသက်ရှိကြရပေကုန်စွာတကားမြတ်စွာဘုရားဒါသူကသူပြောတာပါနော်တို့တွေဟာယံရှိတဲ့လူတွေရဲ့ကြားထဲမှာယံမရှိဘဲနဲ့ချမ်းချမ်းသာသာရှင်သန်နေကြတယ်တဲ့အဲ့ဒါကိုအဲ့လိုလေးဖြစ်အောင်လုပ်ရမယ်နော်ယံများလွန်းတဲ့လူလောကကြီးမှာယံဆိုတာကဦးဇင်းတို့ပြင်ပကယံရှိတယ်အတွင်းကယံရှိတယ်စကားတွေကအကျေချဲ့လိုက်မှဆိုတော့အဓိပ္ပာယ်တွေကအမျိုးမျိုးထွက်လာတော့နော်ပြင်ပကယံဆိုတာတော့နားလည်ဖို့လွယ်တယ်အတွင်းကယံဆိုတာနားလည်ဖို့ခက်တယ်အတွင်းကယံဆိုတာဘာပြောတာလဲလောဘဒေါသမောဟကိုပြောတာဟုတ်လားအဲ့လိုယံနေရောပြောနေကြတယ်ယံနေနဲ့ပဲနေကြတဲ့လူတွေရဲ့ကြားထဲမှာယံကင်းပြီးတော့တို့တွေကချမ်းချမ်းသာသာအသက်ရှိကြရတယ်တဲ့ဒါသူတော်ကောင်းတွေအားလုံးကိုရည်ညွှန်းပြီးတော့ပြောတာပြီးတော့ဗာပြောတော့နော်တုတုခဝတ္တဇိန်ဝါမအာတုရိတုအနာတုရာအာတုရိတုမနုဿေတုဝိဟာရမအနာတုရာရေမယာချင်းငါတို့သည်အာတုရိတုကိလေသာတို့ဖြင့်နာကျင်ခက်ခက်ချင်းရှိကြကုန်သောတတ္တဝါတို့၏ကြားထဲမှာအနာတုတွေကိလေသာတို့ဖြင့်နာကျင်ခြင်းမရှိပါဘဲနဲ့ဝိဟာရမနေကြပါကုန်၏တေမယာထိုငါတို့သည်အာတုရိတုကိလေသာတို့ကြောင့်နာကျင်နေကြသောပုဂ္ဂိုလ်တို့၏ကြားထဲမှာအနာတုရာကိလေသာတို့ဖြင့်နာကျင်ခြင်းမရှိဘဲနဲ့တုတုခံဝတ္တအလွန်ချမ်းသာစွာဝိဟာရမအသက်ရှင်သန်ပြီးတော့နေထိုင်ကြရပါပြီဆိုတာတကားတဲ့သူကြတော့ပို့ပြီးတော့လေးနဲ့သွားပြီနော်အများစုကဘလို့နေကြတာတော့ကိလေသာတို့ဖြင့်နာကျင်ပြီးတော့နေကြတာတဲ့စိတ်ကဟုတ်လားဒီနေရာမှာကိုယ်နာတယ်စိတ်နာတယ်ဆိုတဲ့အသုံးအနှုန်းလေးလူတိုင်းကြားဦးတယ်နော်နကုလပိတုတခါကြီးကိုမြတ်စွာဘုရားဟောပြတယ်ကိုယ်သာနာတော်လည်းပဲစိတ်မနာပါစေနဲ့ဆိုတဲ့ဒေသနာလေးကြားဦးကြတယ်ဟုတ်လားအဲ့တော့စိတ်နာတယ်ဆိုတာဘာတော့စိတ်နာတယ်ဆိုတာနော်အလိုဆန္ဒတွေဖြစ်နေတာမကျေနပ်မှုတွေဖြစ်နေတာမတိဘဲနဲ့နေနေတာအဲ့ဒါစိတ်နာနေတာအဲ့လိုစိတ်နာကျင်မှုနဲ့နေကြတဲ့လူလောကကြီးထဲမှာစိတ်နာကျင်မှုမရှိဘဲနဲ့ချမ်းချမ်းသာသာတို့ဟာအသက်ရှင်ပြီးတော့နေကြရတယ်တဲ့ကိုယ့်ရဲ့ရှင်သန်မှုလေးကဘလို့လေးလဲဆိုတာကိုဝေဖန်ရမှာဟုတ်လားရန်ကင်းပြီးတော့ရှင်သန်နေတဲ့ရှင်သန်မှုလားအနာကင်းပြီးတော့ရှင်သန်နေတဲ့ရှင်သန်မှုလားတွေးကြမှာဒီနေ့မှာအနာဆိုတာကကိုယ်အနာကိုရည်ရွယ်တာမဟုတ်စိတ်အနာကိုရည်ရွယ်တာနော်ကိုယ်အနာဆိုတာကတော့မြတ်စွာဘုရားတခဏမြကင်းတယ်လို့ဝန်ခံပဲဆိုရင်တော့မိုက်မဲလို့ပြောခဲ့ပြီးသားလေကိုယ်အနာကတော့ကင်းတယ်လို့မရှိဘူးမသက်တာမှုကတော့နည်းနည်းအများဆိုအမြဲတမ်းရှိနေဟုတ်လားဒါမြတ်စွာဘုရားရွတ်ဆိုပြတဲ့ဂါထာလေးနော်နှစ်ပုဒ်ရှိသွားပြီဟုတ်လားနောက်ဆုံးဂါထာလေးကဘာပြောတော့တုတုခဝတ္တဇိဝါမဥဒ္ဓကေတုအနုတ္တုကာဥဒ္ဓကေတုမနုဿေတုဝိဟာရမအနုတ္တုကာဥဒ္ဓကဆိုတာဘာပြောအောင်ဆိုဥဒ္ဓကဆိုတာနော်ကာမအာယုံကိုရှားပွေမှုမှာကြောင်းကြစိုက်နေတာကိုပြောတာနော်ကာမအာယုံရှားပွေမှုမှာမလုပ်နေတော့ကြောင်းကြစိုက်လူလောကအနေနဲ့ပြောမယ်ဆိုတော့ရှားမွဲဖွေးမဲပေါ့ကွယ်အဲ့ဒါဘာတော့ဥဒ္ဓကဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဘာပြောတော့ရေမယာချင်းငါတို့သည်တဲ့ဥဒ္ဓကေတုကာမကိုရှားပွေမှု၌လုံလစိုက်ထုတ်ကြောင်းကြပြုတ်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ကြားထဲမှာအနုတ္တုကာမကိုရှားပွေတဲ့နေရာမှာကြောင်းကြစိုက်မှုမရှိဘဲနဲ့ဝိဟာရမှာနေကြပါကုန်၏တေမယာထိုငါတို့သည်ဥဒ္ဓကေတုကာမမှာကြောင်းကြစိုက်နေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ကြားထဲမှာအနုတ္တုကေကာမကိုကြောင်းကြစိုက်မှုမရှိဘဲနဲ့တုတုခံအလွန်ချမ်းသာစွာဇိဝါမဝတ္တအသက်ရှင်ကြရပြီကုန်စွာတကားဒီနေ့နေ့ကြတော့ပို့ပြီးတော့လည်းစဉ်းစားကြရရှိမသွားဘူးလားရှိသွားတယ်နော်ဒါကတော့အင်ယာတီထောင်လူပေါ်မှာနေကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့ကင်းဖို့အရန်ခက်တာပေါ့နော်ဟုတ်လားကာမမှာရှားပွေမှုမှာလုံလစိုက်ထုတ်ပြီးတော့မနေဘဲနဲ့နေဖို့ဆိုတာလွယ်ပါမလားမလွယ်ဘူးနော်အေးတိုးတော်လည်းပဲတသက်လုံးဒီလိုကြီးပဲနေသွားမယ်ဆိုရင်တော့လည်းပဲညံဖြစ်ရရောက်မယ်ပေါ့အဲ့တော့အချိန်လေးတွေပိုင်းခြားပြီးတော့နော်ဒီလိုနေနည်းရတနည်းနောက်ထပ်နေနည်းတနည်းနဲ့နေအောင်မယ်ဆိုတော့ပိုင်းဖြတ်နိုင်စိတ်ကလေးတော့ရှိဖို့လိုတာပေါ့ဆိုကြပါစို့အခု9ရက်တာတရားစကားအချိန်ယူပြီးတော့လာကြတယ်ကိုကောင်းထဲမှာကိုဒါတွေကိုမထည့်ဘူးကွာတသက်လုံးလှုပ်လာခဲ့တာပဲပြီးရင်လည်းမသိမချင်းလှုပ်အောင်ပါပဲဒီအချိန်လေးတော့ငါဖြတ်တော့ပြီးတော့ထားလိုက်မယ်ဆိုအဲ့ဒီလိုစိတ်မျိုးလေးမွေးနိုင်ဖို့မလိုဘူးလား
လို့တယ်နော်ကိုသွားပြီးတော့လို့လေရတာမဟုတ်စိတ်ထဲမှာလည်းကလေးလံပူပန်းနေတာပဲရှိတာပဲနိဟုတ်လားအစစ်မြင့်မြင့်ကလေးနေတတ်ဖို့လိုတယ်ကိုစိတ်ကိုနော်ပိုင်းဖြတ်ပြီးတော့ထားနိုင်ဖို့လိုတာပေါ့ဟုတ်လားဒါကြောင့်ဒီမှာမြတ်စွာဘုရားကနော်ဆွေတော်မျိုးတွေကိုဟောတဲ့ဂါထာလေး၃ပုဒ်အတိပ္ပယ်အရန်ကောင်းတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ယံနေနဲ့နေကြတဲ့လူလောကကြီးမှာယံကင်းပြီးတော့ချမ်းချမ်းသာသာရှင်သန်နေကြတယ်တဲ့ဟုတ်လားကိလေသာတို့ကြောင့်နာကျင်နေကြတဲ့လူလောကကြီးမှာကိလေသာတို့ကြောင့်နာကျင်မှုမရှိဘဲနဲ့ချမ်းချမ်းသာသာရှင်သန်နေကြတယ်တော့ကာမကိုပဲရှာဖွေရင်းနဲ့ဒီအလုပ်ကိုပဲအလုပ်တစ်ခုလုပ်ပြီးတော့ကြောင်းကြစိုက်ထုတ်အားထုတ်ပြီးတော့နေကြတဲ့လူတွေကြားထဲမှာဒါကိုဘာကြောင်းကြစိုက်ထုတ်အားထုတ်မှုမှမရှိဘဲနဲ့တကယ်ကိုချမ်းချမ်းသာသာကြီးဘဝမှာနေပါတယ်တဲ့ယောဂီတို့တတိလေးတစ်ချက်လောက်ထားကြည့်အဲ့ဒီလိုအနေအထားမျိုးကိုတကယ်မနေရသေးပဲနဲ့ကြားရတဲ့ကိုပဲစိတ်ထဲမှာဘာဖြစ်တော့ချမ်းသာမှုရှိတယ်ဟုတ်တယ်မဟုတ်လားဟုတ်လိုက်တာဆိုတဲ့အတွေ့ပေါ့နော်ဒါကြောင့်ပြည်သက်ပေါင်းတော်ကောင်းတို့မေတ္တာနဲ့တတိနဲ့မနေနိုင်ကြတဲ့လူလောကကြီးမှာမေတ္တာတရားနဲ့တတိတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်မေတ္တာလည်းမပါလို့မရဘူးနော်လူဆိုတာကစုကြထဲမှာသိရတဲ့ဘူးသီးလိုပဲဟုတ်လားဘုရင်တို့တန်ရုပ်ပါဠိတော်ထဲမှာမဏိပတ္တရသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာမဏိပတ္တရဘလူဟာမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတဲ့တတိရှိရင်အခါခသိကောင်းတယ်တတိရှိရင်အနာဂတ်တိုင်းလှပတယ်တတိရှိရင်အကုန်လုံးပြည့်ပြည့်စုံတယ်တတိရှိရင်ရံကလည်းလွတ်တယ်လို့သူမြတ်စွာဘုရားကိုလျှောက်ဒါသူ့အမြင်ပေါ့အဲ့ဒါမြတ်စွာဘုရားဘာပြောဆိုဟုတ်တယ်တဲ့တတိရှိရင်အခါခသိကောင်းတယ်မနှက်ဖြန်တိုင်းကောင်းတယ်အမြဲတမ်းကောင်းတယ်သို့တော့ရံကတော့မလွတ်သေးဘူးတဲ့ဟောဒါကိုမြတ်စွာဘုရားလုံးဝလက်မခံလိုက်ဘူးနော်တတိရှိရင်အကုန်ကောင်းတယ်သို့တော့ဗါတဲ့တော့ရံတော့မလွတ်သေးဘူးတဲ့အားလုံးသောတတ္တဝါတွေရဲ့ပုံမှာမညှင်းစေမှုမစင်ရဲစေလိုမှုနော်ကရုဏာတရားကိုအခြေခံပြီးတော့တတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်မေတ္တာတရားရှိမှအဲ့ဒါရံကင်းတာတဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုတိတိဖြစ်စေမတိတိဖြစ်စေဘေးတွေအန္တရာယ်တွေရံနေဆိုတာရောက်လာနိုင်တယ်အဲ့ဒါမေတ္တာတရားနဲ့အကောင်းဆုံးအကာအကွယ်ကိုယူထားတဲ့နော်စောစောကပုံစီကိုနော်ဒကမာကြီးတယောက်ကမေတ္တာပေးရတောင်းတယ်ဘုံကပေးရွတ်တာလည်းဘလောက်ကြာရင်တော့မရွတ်ဘူးလားနှစ်နဲ့တောင်ချီပြီလို့ထင်တယ်ဟုတ်လားကိုအကြောင်းကိုပြောရတာလည်းမကောင်းပါအဲ့တော့သူများရွတ်တဲ့ဥစ္စာကိုမယူနဲ့လို့ဒါဦးဇင်းကပုံမှန်လင်းလင်းပြောတာကိုယ့်ကိုရွတ်တတ်တယ်မို့လားရွတ်တတ်တယ်တဲ့အဓိပ္ပာယ်ကိုနားလည်အောင်လို့ထံကတိုင်းကြအောင်ပုတ်ပတ်မအောင်ဖတ်တတ်အောင်လို့ယုံကြည်မှုအပြည့်နဲ့ရွတ်ဘုရားကအတိအလင်းဟောပြီးသားနော်ပရိတ်ကိုပုတ်ပတ်မအောင်ထံကတိုင်းကြအောင်ရွတ်တတ်ရတယ်ဒီစကလုံးတွေကဘာလို့ဆိုလိုတာလို့အဓိပ္ပာယ်ကိုသိရမယ်ဒီပရိတ်ရဲ့စွန့်ရည်တတ္တိကိုတကယ်ယုံကြည်တယ်ဒီသုံးချက်နဲ့ပြည့်စုံရင်ရွတ်တဲ့လူတိုင်းမှာအကျိုးကျေးဇူးရမယ်လို့ဟောထားတာဟုတ်လားဟောကိုကြိုးစားဖို့မလိုဘူးလားဟုတ်တယ်တချို့ကဘုံဘုံကိုအတလွတ်အထင်ကြီးနေတာရှိရလေဒီမှာဒီကိုမေတ္တာလေးပါလေးပို့ပေးပါဦးကိုဟောကိုတောင်ဘလို့ချမ်းသာအောင်နေရမှာမသိဘူးအဲ့တော့ဒီမှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့တကယ်တမ်းဦးဇင်းတို့ကိုကာကွယ်စောင့်ရှောက်မှာပါတော့ကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်အဲ့ဒီကောင်းမြတ်တဲ့စိတ်တွေထဲမှာမေတ္တာဆိုတာကကာကွယ်ရေးမှာစိတ်ချရဆုံးပဲရိုးရိုးလေးဦးဇင်းကတော့အများကြီးစဉ်းစားကြည့်ပါလေတယောက်ကိုတယောက်ရံပြူတယ်ဆိုတော့ဘာလို့ပြူလို့မုန်းလို့ပေါ့ဟုတ်တယ်မဟုတ်လားချစ်ရင်လုပ်ပါမလားဘယ်လုပ်ပါမလို့အဲ့ဒါငငယ်တုန်းကကြားဖို့တယ်ရွာတီရက်စီမှာရွာသူစုံလို့ပါလို့ရှိရလေဟုတ်လားအဲ့ဒါငငယ်တုန်းကအရန်ကြောက်ရတာပဲစုံကချစ်လို့လှုပ်တာတဲ့နားမလည်နိုင်ဘူးချစ်လို့မြန်လှုပ်ရသလားချစ်ရင်ဘာလို့လှုပ်မှာတော့နော်အဲ့ဒါဦးချင်းငယ်ငယ်တုန်းက18နှစ်သားလောက်ကဒီမျက်စိတစ်ဖက်ကမျက်စိကနီးရဲနေအခုလို့လည်းမရအဲ့ဒါရွာမှာပျောက်ကဆရာကြီးတယောက်ရှိတယ်ကိုရင်နဲ့အဲ့ဒါကိုရင်ကိုလူပြောပွားဝင်လာတာမို့လို့အဲ့ဒါစုံမကြိုက်လို့လှုပ်တာနဲ့တူတယ်တောက်တော့လည်းဘာလို့ပျောက်သွားတယ်မသိဘူးအဲ့ဒါစာရီအကြည့်နေတော့လည်းပျောက်သွားတာပါပဲဒါပြောရင်တော့ဘာလို့ချစ်ရင်တော့ဘယ်သူမှလှုပ်ရှားကြအောင်မရှိပါဘူးရံမပြုတ်ပါဘူးကိုချစ်တဲ့လူဘာလို့ရံပြုတ်မလဲဟုတ်တယ်မဟုတ်လားအေးအဲ့တော့ကိုကမေတ္တာထားတယ်ဆိုလို့ရှိရင်မေတ္တာရဲ့အစွမ်းတတ္တိကနော်လူမပြောနဲ့ရိဋ္ဌံတွေနတ်တွေမမြင်ရတာတွေကတောင်ကိုယ့်ရဲ့မေတ္တာရဲ့အရှင်ကိုသူတို့ခံစားလို့ရတယ်ဟုတ်လားဒါကြောင့်မလို့မနေ့တုန်းကမေတ္တာပွားနည်းလေးကိုလက်တွေ့လေးလှုပ်တာအဲ့ဒါလေးကိုအရာကျက်တာဟုတ်လားအရာကျက်ပြီးတော့တိုးရုပ်ဒီမှာနေတော့လည်းပဲလှုပ်ကြည့်ပါအထင်မသေးနဲ့နော်ဒီတရားဝီမှတ်နေမှသူလည်းသတိပါတာပဲလေသတိမှပါတော့မေတ္တာနဲ့ရှင်တဲ့သတိဖြစ်နေအများကြီးအထောက်အကူပြုတယ်ရှေ့ဆက်ပြီးတော့အများကြီးသွားလို့ရတယ်ဟုတ်လားတတလေးရွတ်နေပေါ့ကျွမ်းကျင်သွားပြီဆိုစိတ်နဲ့ရွတ်နေပေါ့နော်ပြမနဲ့လို့တတ္တဝါဟူသည်များလို့ဒီဘေးရန်ကင်းကွာကိုစိတ်နဲ့ပြကျမ်းမှာချမ်းသာကြပါစေ
ဟုတ်လားအဲ့ဒါစောစောကကလေးမလေးတယောက်ကလာမေးတယ်ပြမနဲ့လူလို့ဆိုတယ်ပြမကိုဘလို့စိတ်ကမှန်းရမလဲတဲ့ငါလည်းမမြင်ဘူးလို့အယုတ်ပဲမြင်ဘူးလားဟုတ်လားအဲ့ဒါမြေစင်းကြီးနဲ့တရားထုတ်တဲ့ဒကမကြီးတယောက်ရှိတယ်သူကတော့နတ်ပြည်ရောက်ခုတယ်ပြောတာပဲအဲ့ဒါသူ့ကိုမေးကြည့်ရမယ်ဟုတ်လားဦးဇင်းတို့ဟိုရွှေတောင်ဦးဆရာတော်ကြီးဆိုတာရှိတယ်အဲ့ဒီမြေစင်းဆရာတော်ကြီးရဲ့နေနဲ့တကယ်ကိုဆရာတော်ကြီးကထိအောင်အားထုတ်တာအဲ့ဒီမှာတော့ပြမပြည်ထီရောက်တဲ့အကြောင်းတွေကိုအများကြီးရေးထားတယ်ဆရာတော်ကြီးကိုယ်တိုင်ရေးခဲ့တာနော်အဲ့ဒီမှာတော့သူကပုံနေနဲ့တကွဆရာတော်ကြီးကပုံဖော်ပြီးတော့ရေးတာအဲ့ဒါဦးဇင်းတို့စာထဲမှာတော့ရွှေရုပ်တုများလို့ငြိမ်သက်စွာတည်နေကြတာရှိတယ်ပြမလေးဆိုတာယောက်ျားမိန်းမမရှိဘူးလေဟုတ်လားထားပါတော့အဲ့တော့ဗာပြောမိတော့ဆိုတော့ကိုင်းမာလို့ပြမကိုမုန်းတယ်လို့ရှိလားမရှိပါဘူးတဲ့အဲ့လိုဆိုရင်တထားလိုက်ဟုတ်လားနင်မုန်းတာဘာတွေမုန်းတော့လူချင်းချင်းပဲမုန်းကြတာလေအဲ့လိုဆိုရင်လူချင်းချင်းပဲမေတ္တာပို့ပို့ရင်မကြည့်ဘူးလားအမှန်ကတော့အမုန်းမရှိဘူးပဲလေအဲ့ဒီမုန်းတာကြီးကအကုသိုလ်ဖြစ်လို့ဒီအမုန်းကိုဖယ်ဖို့လို့မေတ္တာနဲ့ဦးဇင်းတော်ကနေဖို့ကြိုးစားတာဟုတ်တယ်မဟုတ်လားဒါပေမဲ့ပြမာတွေလည်းပဲချမ်းတော့မထားခဲ့နဲ့ပေါ့ဟုတ်လားအမေတ္တာတရားတွေနဲ့နေနိုင်အောင်ကြိုးစားရနော်အဲ့လိုမေတ္တာနဲ့နေမယ်ဆိုလို့ရှိရင်တတိနဲ့နေမယ်ဆိုလို့ရှိရင်မနေသူတွေထဲမှာနေပါဆိုတဲ့အဆုံးအမကိုလိုက်နာရမရောက်ဘူးလားရောက်တယ်နော်ပြီးရင်ဦးဇင်းတို့အမေးဖြေတွေလောက်အောင်မယ်ဟုတ်လားအဲ့တော့နောက်ထပ်နေနည်းတစ်ခုကြံနေသေးတယ်နော်အချိန်ကတော့အညာလောက်နေဥပ္ပဒံတေတုနိပတိနိပတံတေတုဥပ္ပတိဝတေဝတမာနေတုရမမာနေတုနောရမိရမမာနေတုနောရမိအတိပ္ပယ်ပါပြောတော့ရမမာနေတုပျော်နေသူတို့ရဲ့ကြားထဲမှာနောရမိမပျော်ဘဲနဲ့နေပါတယ်ဟောပျော်သူတွေထဲမှာမပျော်ပါနဲ့သူကြတော့တားမြစ်ချက်နဲ့လားနော်စောစောကတော့တိုက်တွန်းချက်၃ချက်နဲ့လာတာခုကကြောတားမြစ်လိုက်စာသုံးကပါတော့မြင့်သူတွေထဲမှာနှိမ့်မာတဲ့တိုက်တွန်းတယ်နှိမ့်သူတွေထဲမှာမြင့်မာတဲ့တိုက်တွန်းတယ်မနေသူတွေထဲမှာနေပါတဲ့တိုက်တွန်းတယ်အခုကကျတော့ဘာတော့ပျော်သူတွေထဲမှာမပျော်ပါနဲ့တဲ့တားမြစ်လိုက်တယ်နော်ဒါဘာလို့ဆိုလိုတာတုံးဆိုတော့ကာမအာယုန်တို့ဖြင့်ပျော်မွေ့နေကြတဲ့တတ္တဝါတွေကြားထဲမှာကာမအာယုန်ဖြင့်ပျော်မွေ့ပဲမရှိဘဲနဲ့နေရမယ်တဲ့ဘာလို့လဲဆိုကာမအပျော်ဆိုတာအန္တရာယ်ရှိတော့ဘေးများလို့အရင်အနည်းများပြီးတော့အကျိုးအမြတ်ကအရန်နေလို့လက်ချေမကိုက်ဟုတ်လားဒါကဈေးတော့ကလေးတွက်ကြည့်ပြီးတော့ပြောတာဟုတ်လားနော်ကာမအာယုန်နဲ့နေရတယ်ဆိုတာနော်အရင်ဒီအရန်များတယ်အဲ့ဒါကိုအရင်တို့နည်းနည်းလေးတွက်ချက်ပြီးတော့ကြည့်ရနော်ပျော်သူတွေထဲမှာမပျော်ပါနဲ့ဆိုတာအဓိကအဲ့ဒါကိုပြောတယ်နော်အရင်တို့ဒီအချက်နဲ့ပတ်သက်ပြီးတော့အလွန်ပြောကြအောင်နေပြီးတဲ့တရားစခန်းတော့အဲ့ဒီတရားစခန်းအကျော်တုံးကလားမသိဘူးဦးဇင်းတို့ဟောခဲ့သေးတယ်တလာယတနာဝကတန်ရုပ်ပါဠိတော်ထဲမှာလားအဲ့ဒီမှာမြတ်စွာဘုရားဟောထားတာကတတ္တဝါတွေရဲ့သဘောတဘာဝနဲ့မြတ်စွာဘုရားရဲ့သဘောတဘာဝကိုရှင်းပြထားတာရူပါရမဘိက္ခဝေဒေဝမနုဿာရူပရတ္တရူပတံပုဒိတာရူပဝိပရိနာမဝိရာကနိရောဓာဒုက္ခဘိက္ခဝေဒေဝမနုဿာဝိဟရန္တိယဟန်တော်တို့တဲ့လောကကြီးမှာနတ်နတ်တော်ကတော့ဟောဒီလူတွေဟာနော်နတ်လူလို့သုံးတယ်နော်ဒေဝမနုဿနတ်လူတွေဟာရူပါရာမတဲ့ဒီအယောင်ရှင်းလေးမှာပဲသူတို့ပျော်နေကြတယ်တဲ့ရူပရတ္တဒီအယောင်ရှင်းမဲ့သူတို့မှာပျော်ကြရှိတယ်ရူပတမုဒိတာကိုမြင်နေတာလေးမြင်နေရပြီဆိုရင်သူတို့မှာတစ်ချိုက်ပြီးတော့နေတော့တာပဲဟုတ်လားကြည့်နေရတာလေးကိုပဲဦးဇင်းတို့ပြောနေတာဟုတ်လားကိုမှပြောကြဆိုလို့လည်းဒါပဲရှိတာသူပြောတာလေးကအရင်တိကျတယ်နော်ဒါလေးများရှိနေပြီဆိုလို့ရှိရင်ပြည်စုံပြီးတော့နေတော့တာဒါကိုပြောတာနော်ရူပါရမဘိက္ခွေရူပရတ္တရူပတမုဒိတာအဲ့လိုဖြစ်နေတဲ့အခါကျတော့ဘာဖြစ်တော့နောက်ဆက်တွဲရူပဝိပရိနာမဝိဒါကဏိရောဓအဲ့ဒီကိုနှစ်သက်နေတဲ့ဒီအယောင်ရှင်ယုတ်ကတမျိုးတမျိုးဖြစ်သွားပြီးပေါက်ပြန်သွားပြီးပြောင်းလဲပျက်စီးသွားပြီဆိုရင်ဒေဝမနုဿအဲ့ဒီယူပါယုံရဲ့ပုံမှာဆွဲမဲ့နေကြတယ်ပျော်မွေ့နေကြတဲ့နတ်လူတွေဟာဒုက္ခဝိရိတံတိစနေရဲနေရပြီတဲ့ကိုကဒါလေးကိုကြိုက်နေတယ်ကိုကြိုက်နေတာလေးကပြက်သွားတယ်အဲ့ဒုက္ခရောက်ရိုးရှင်းတယ်နော်ပြောရတယ်ဟုတ်လားအဲ့လိုပဲနောက်ပြီးတော့ဗာလာတော့တတ္တယုံအတန်ကြားရတာမှဦးဇင်းတို့ပြောတယ်ကြားရတာလေးကိုပဲပြောနေရင်းနဲ့နေတယ်အဲ့ဒါလေးမြန်ပြည့်စုံရင်စိတ်တိုင်းကြားတယ်အဲ့တော့ဒါပျက်စီးသွားပြီဆိုရင်ဘာဖြစ်သွားပြီတော့ဆင်းရဲပြီနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ဟိုလူငယ်လေးတွေကိုနည်းနည်းနားလေကြည့်သေးခြင်းဟုတ်လားမြင်တာကိုဘယ်လောက်ပျော်လဲမြင်တဲ့ကိစ္စကိုဘယ်လောက်အရေးထားလဲမြင်တာမှာဘယ်လောက်ပျော်မွေတယ်လဲဆိုတာကိုသိရင်
စိတ်ကူးလေးနဲ့မျက်လုံးကွယ်ကြည့်ပါလားမပြောကောင်းမဆိုကောင်းဦးဇင်းရဲ့ဘလို့မျက်ကုံးခွဲမှာတော့ဟုတ်လားဘလောက်မြင်ခြင်းစိတ်ရှိတယ်လဲဆိုတာကိုသိရှင်သန်ဖို့တော့မလို့သူများအာကုနေမှာကိုင်းမာတယောက်ကလှုပ်ပေးပါမယ်မကြည့်ဘဲနဲ့ဓမ္မမဟုတ်ရင်လည်းကိုင်းကျင်းကြီးငယ်ဆွံဖို့စားဖို့တောက်ဖို့အကုန်လုံးလုပ်မယ်ကိုင်းကျန်တဲ့အချိန်မှာမျက်လုံးမှိတ်ထားနိုင်ပါမမြင်မဲနဲ့နေဖို့ဆိုမလွယ်ဘူးနော်မြင်ခြင်းတယ်ပေါ့ဟုတ်လားမမြင်ခက်မှမို့လို့မြင်ခြင်းသားကိုမဟုတ်ဘူးမြင်ခြင်းလို့ကိုမြင်ခြင်းနေတာတွေအများကြီးရှိတယ်အဲ့ဒါကိုကွဲပြားအောင်ပြောနေတာဟုတ်တယ်မဟုတ်လားကိုင်းကြားခြင်းတဲ့ကိစ္စဘယ်လောက်ရှိတယ်လဲအဲ့လိုပဲအနက်နဲ့ပတ်သက်ပြီးတော့စားတာတောက်တာနဲ့ပတ်သက်ပြီးတော့တွေ့တာထိတာနဲ့ပတ်သက်ပြီးတော့တွေးတာကြံတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရဲ့စိတ်ဆန္ဒတွေကဘယ်လောက်ထက်ထက်တန်တန်ရှိနေတယ်လဲစဉ်းစားကြည့်နော်အဲ့ဒါကိုမြတ်စွာဘုရားဟောတာဟောဒီနတ်နဲ့တကွာသောလူတွေဟာယူပါယုံတတ္တယုံကန္တယုံရတ္တယုံဖွတ်ရပါယုံဓမ္မယုံဒီမြင်ရတာကြားရတာနားရတာစားရတာထိရတာတွေးရတာဒါပဲသူတို့ပြောရရှိတယ်ဒါမှပဲပျော်နေကြတယ်ဒါနဲ့ပြည့်စုံရင်သူတို့ဟုတ်နေတာပဲအဲ့ဒါတွေပြတ်သွားပြီလဲဆိုတော့အဲ့ဒါအကြီးကျယ်ဒုက္ခရောက်တော့တာမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးတဲ့တထာဂတောသဗေကွေရဟံသမ္မာသမ္ဗုဒ္ဓောရူပါဏသမှုရိယံသအဋ္ဌိကမေသအတ္တရိသအာရိနဝံသနိတ္တရဏံသကိလေသာကင်းတော်မူတဲ့တရားလုံးစုံကိုအမှန်ကန်သိတော်မူတဲ့ဘုန်းကြီးတော်မူတဲ့မြတ်စွာဘုရားဟာတဲ့ယူပါယုံဆိုတဲ့အစင်းတို့ရဲ့သဘောကိုအကုန်လုံးသူဟာဟုတ်တည်တိုင်းမှန်တည်တိုင်းသိတယ်ဘလို့သိတော့သမှုရိယံသအဋ္ဌိကမေသယူပါယုံဘလို့ဖြစ်လာတယ်ဆိုတာကိုလည်းသိတယ်ဘလို့ချုပ်သွားတယ်ဆိုတာကိုလည်းသိတယ်အတ္တရင်စတဲ့ယူပါယုံရဲ့ကောင်းတဲ့အချက်ကလေးကိုလည်းသိတယ်အာရိယုန်စယူပါယုံရဲ့ဆိုးတဲ့အချက်ကိုလည်းအပြစ်ကိုလည်းသိတယ်နိတ္တရဏစတဲ့ဒီယူပါယုံကလွတ်မြောက်ရာကိုလည်းသိတယ်တဲ့၅ချက်တောင်ပြောတယ်နော်ယူပါယုံဘလို့ဖြစ်လာတယ်လဲဘလို့ပြတ်သွားတယ်လဲသူ့ရဲ့ကောင်းဘက်ကဘာလဲသူ့ရဲ့အပြစ်နာစာကဘာလဲသူကလွတ်မြောက်အောင်သူ့ရဲ့လွတ်မြောက်ရာဆိုတာဘာလဲဆိုတာကိုအကုန်သိတယ်အဲ့ဒါအာယုံ6ပါးလုံးမြတ်စွာဘုရားကတော့အကုန်သိတယ်ပေါ့နော်အဲ့လိုသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားဒီအာယုံတွေမှာပျော်မွေ့မှုမရှိဘူးတဲ့ဒါနဲ့ပျော်တယ်ဆိုတာမြတ်စွာဘုရားမှာမရှိဘူးမြင်ရင်ကြားရင်ပျော်တယ်ဆိုတာမရှိဘူးနားရင်စားရင်အနတ်မရဘူးအရသာမသိဘူးလို့ပြောတာမဟုတ်ဘူးနော်အဲ့ဒါတွေကိုသိပါလက်ကနေအဲ့ဒါတွေနဲ့ပျော်တာတော့မရှိဘူးအဲ့တော့အဲ့ဒါတွေနဲ့ပျော်တာမရှိတဲ့အခါကျတော့အဲ့ဒါတွေပျက်စီးသွားတဲ့အချိန်မှာသူ့မှာဘာထိခိုက်မှုမှဆင်းရဲဒုက္ခမှုမှမရှိဘူးတဲ့အဲ့ဒီအချက်ကလေးကိုဦးဇင်းတို့မြင်ရမှာဟုတ်လားကိုကဒါနဲ့ပျော်တယ်ဆိုရင်ဒါပြတ်သွားပြီဆိုတာနဲ့ဦးဇင်းတို့ကဘာဖြစ်မလို့ဒုက္ခရောက်ရမှာအဲ့တော့ကိုပြောနေတဲ့အရာတွေဟာမပြတ်မဲ့အရာတွေလားပြတ်မဲ့အရာတွေလားလို့စဉ်းစားနေဘယ်လိုအရာတွေတော့ပြတ်မဲ့အရာတွေပဲကိုတန်ဖိုးထားပြီးတော့ကိုအလေးထားပြီးတော့အဟုတ်ကြီးထင်နေတဲ့အရာတွေအကုန်လုံးကဘာဖြစ်မှာလဲပြတ်မဲ့ဟာတွေကြီးပဲပို့ပြီးတော့ဦးဇင်းတို့တိတိကျကျပြောရရင် तू ကဆွရင်ဆွ तू ကမဆွရင်ကိုကသူ့ကိုဆွထားခဲ့ရမယ့်အရာပဲဒီနေ့မှာပြတ်တယ်ဆိုတဲ့ဥစ္စာကပြောရတာနည်းနည်းလေးတော့အသေးစိတ်ပြောမှပိုရှင်းမယ်ပေါ့နော်သူကိုဖြစ်ပြီးတော့ပြက်နေလို့ပြက်နေတာကတမျိုးဟုတ်လားလုံးဝကိုပျက်စီးသွားလို့စီးပွားပြက်သွားလို့အာယုန်တွေနော်ကိုလိုချင်တာမရတော့တဲ့ပြက်ချင်းမျိုးလေးတွေရှိသေးတယ်လေလူအများစုကတော့အဲ့ဒီပြက်ချင်းတော့ပဲနားလည်ကြတာများပါတယ်အဲ့ဒီပြက်ချင်းတွေကရှင်သန်မှုပြက်လို့သေပြီဆိုတာနဲ့အဲ့ဒါတွေဟာအကုန်လုံးဘာဖြစ်ပြီတော့ပြက်ပြီအဲ့ဒီအာယုန်တွေကိုကိုထားခဲ့ရမှာပဲနောက်ထပ်အသစ်ပြန်စမယ်နော်အဲ့တော့အဲ့ဒီအခြေအနေမျိုးရတယ်ပင်ပန်းရတယ်ပြောရရင်ဒီဘဝနဲ့ခွဲရမှာဆိုလို့ပဲဒီဖြစ်ချင်းနေနဲ့နော်ပြတ်တောက်သွားမှာကိုစိုးရင်လို့ဆင်းရဲကြရတာလို့မဆိုနိုင်ဘူးလားဆိုနိုင်ရနော်ဒါကြောင့်ဆွဲမဲ့မှုမကင်းတဲ့ပုဂ္ဂိုလ်ဟာကိုဆွဲမဲ့တဲ့အရာပျက်စီးပြီဆိုရင်ဒုက္ခရောက်ရမယ်ဆိုတာဒါနိယာမပဲလေမြတ်စွာဘုရားမှာကျတော့အဲ့ဒီဆွဲမဲ့မှုပျော်ရွှင်မှုမရှိတဲ့အတွက်ကြောင့်အဲ့ဒါတွေပျက်စီးလည်းပဲအဲ့ဒါတွေကတော့ပျက်စီးလည်းပဲလို့သာပြောတာမပျက်စီးပဲလည်းနေမှာမဟုတ်ပဲဟုတ်လားပျက်စီးလာတဲ့အချိန်မှာမြတ်စွာဘုရားမှာဘာဆင်းရဲမှုမှမရှိဘူးလို့ပြောတာအဲ့ဒီမှာဦးဇင်းတို့မြတ်စွာဘုရားကဆက်ပြီးတော့ဂါထာလေးတွေဟောတာဆိုအရင်စဉ်းစားတဲ့အကောင်းဒီယူပါယုံတတ္တယုံကန္တယုံရတ္တယုံဖွတ်ရပါယုံဓမ္မယုံလို့ဆိုတဲ့အာယုံ6ပါးကိုပဲတတ္တဝါတွေကအကောင်းထင်ပြီးတော့ရှားနေကြတာပေါ့နော်ဒါတွေချုပ်သွားပြီဆိုရင်တတ္တဝါတွေကဆင်းရဲတယ်မကောင်းဘူးလို့ထင်ကြတာတကယ်တမ်းကဒီတက္ကရာတရားတွေချုပ်သွားခြင်းဟာချမ်းသာတယ်လို့အရိယာသူတော်ကောင်းကြီးတွေကမြင်နေတယ်သို့တော့ပုရုဇဉ်တွေကအရိယာတွေကချမ်းသာလို့မြင်တဲ့အရာကိုသူတို့ကဆင်းရဲလို့မြင်တယ်ပုရုဇဉ်တွေရဲ့အမြင်နဲ့အမှန်သိကြတဲ့အရိယာသူတော်ကောင်းတို့ရဲ့အမြင်ဟာကြောချင်းကပ်ပြီးတော့ပြေးနေတယ်လို့စံကြယ်ပဲကြီးများတောင်ဖြစ်နေတယ်တဲ့အဲ့လိုလေးပြောတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ပြောသူတွေထဲမှာမပြောပါနဲ့ဆိုတဲ့စကားလေးကိုအဲ့ဒီတုတ်တန်လေးနဲ့ညှိပြီးတော့အခြေခံကြရစဉ်းစားရမယ်
ဒါထက်ပိုပြီးတော့ဦးဇင်းတို့လူငယ်တွေနားလည်အောင်ရှင်းလင်းအောင်ပြောရရင်တော့စသရင်ပြောခဲ့တဲ့စကားပေါ့နော်ကာမဆိုတာအရင်နှီးများတယ်သူ့ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲတွေကလည်းဖြည့်ရှင်းရတာခက်တယ်အဲဒါကြောင့်မို့လို့အန္တရာယ်များတဲ့ပြောခြင်းဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားမပြောသင့်ဘူးလို့အတိအလင်းတားမြစ်ထားတာရှိတယ်ဒါကြောင့်တရားစစရင်ဟောပြီဆိုတော့ဓမ္မစကြာဟောတဲ့အခါကျတော့ဗာပြောတော့ဒွေမေဘိက္ခဝေအန္တာပပ္ပစီတေနနာတေဝိတ္တဗာဟုတ်လားဒုက္ခငြိမ်းငြိမ်ကြတဲ့ပုဂ္ဂိုလ်တွေဟာအစွန်းတစ်ဖက်ကိုဘာလို့မလို့ရှောင်ရမယ်တဲ့ပထမဆုံးကဘာလို့ကာမတုခန္တိကနုယောဂနောက်တစ်ဆုံးကဘာလို့အတ္တကိလမထနုယောဂဟုတ်လားကာမကိုအကောင်းထင်ပြီးတော့ရှာဖွေရင်းနဲ့အချိန်ကုန်တဲ့လမ်းစဉ်ကိုမလိုက်ရအောင်ကိုယ်ကိုညှင်းသေးရင်းနဲ့ချမ်းသာမှုရလိမ့်မယ်ဆိုတဲ့အထင်နဲ့လည်းပဲကိုယ်ကိုညှင်းစေတဲ့လမ်းစဉ်ကိုလည်းမလိုက်ရအောင်အမှန်သိတဲ့လမ်းစဉ်ကိုပဲဦးဇင်းတို့တွေကလိုက်ကြရမယ်စစရင်တားမြစ်ချက်ထဲမှာသူ့ကိုထိတ်ကထည့်ထားတာနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့ဦးဇင်းတို့ဒီကာမနဲ့ပတ်သက်ပြီးတော့အများကြီးစဉ်းစားရမှာစဉ်းစားတရားကောင်းတဲ့ဂါထာလေးတွေပေါ့အဲ့ဒါလေးကိုနေကုန်းချုပ်မှတ်ရနော်ဘာပြောတော့ဆိုတော့တာတံတေဝခဏေဝပ္ပံတံဟေတုအနန္တဒုက္ခံဒီတော့အာတံဟနေကာမေခုရဒါရမတုပမေဒါကဘုရားဟောဒေသနာလားအထက်ကရာဆရာကြီးတွေရေးခဲ့တာလားဘယ်ရဟန်းတော်ရေးခဲ့တယ်လဲအဲ့ဒါကိုအရင်ကောင်းကောင်းမမှတ်သားမိဘူးဖြစ်နေဒီကထာလေးရှိအဓိပ္ပာယ်ကတော့တော်တော်ကောင်းတယ်ဟုတ်လားအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့တာတံတေဝခဏေဝပ္ပံတံဟေတုအနန္ตဒုက္ခကာမရဲ့အကြောင်းကိုသူဝေဖန်ပြတယ်နော်တာတံတေဝခဏေဝပ္ပံမိဝဲစဉ်ခဏ၌တာနဲ့အနှဲငယ်မျှသောတာယာမှုရှိတယ်တဲ့ဒါကဓမ္မတို့ဦးဇင်းတို့စွဲမဲ့နေတဲ့ကာမဆိုတာဟုတ်လားမိဝဲစဉ်ခဏ၌တာနဲ့အနှဲငယ်မျှသောတာယာမှုရှိတယ်တံဟေတုအနန္တဒုက္ခအဲ့ဒီအနှဲငယ်များသောတာယာမှုလေးကိုအကြောင်းပြုပြီးတော့အနန္တဒုက္ခမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခတွေရှိတယ်တဲ့မိဝဲတုံးလေးခဏကောင်းတယ်ပြီးရင်မဆုံးနိုင်တော့တဲ့ဆင်းရဲဒုက္ခရှိတယ်တဲ့ကာမဆိုတာဒီတော့အတ္တဟနိကာမေတတ္တမထို့ကြောင့်ဒီတော့ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာကာမေကာမမှာအာသေနော်အာတံအလိုဆန္ဒဆိုတဲ့အာတာကိုဟနိပယ်ဖြတ်ပြရမယ်အဲ့ဒီမှာသူဆက်ပြီးတော့ပြောတဲ့ဥမာလေးကကောင်းတယ်ခုရဒါရမတုပမေနော်ဒါသာထက်၌ပြားရည်ဆက်လင်ဥပမာရှိတော့တဲ့နော်အလွန်ထက်တဲ့တင်တုံးသားလို့ထက်နေတဲ့တန်လျက်ဓာတ်ဘောကိုပြားရည်ဆက်လေးတစ်စက်တင်ထားမယ်မင်းဒါကိုရှားနေရက်ဆိုရင်ရဲမလားပဲရဲမလို့ချိုးရတဲ့အရာနဲ့ရှားပြတဲ့နော်အနေထားကမကာမီဘူးလေဟုတ်လားဒါကြောင့်ကာမကိုပေးတဲ့ဥမာကအဲ့ဒါပဲလေခုရဒါရမတုပမေနော်ဒါသောထက်၌ပြားရည်ဆက်လင်ဥပမာရှိသောကာမေကာမ၌အာတံအလိုဆန္ဒကိုဒီတော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာဟဲ့နေပဲဖြစ်ပြရမယ်တဲ့ဂါထာလေးတူတူလေးနဲ့အဓိပ္ပာယ်ရန်ကောင်းတယ်နော်မိဝဲစဉ်ခဏလိုက်တာနဲ့အနှဲငယ်များသောတာယာွယ်ရှိသောပြီးလင်မဆုံးနိုင်သောဆင်းရဲဒုက္ခရှိသောဒါသောထက်၌ပြားရည်ဆက်တဲ့ဥပမာရှိသောအဲ့ဒီကာမကိုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဖေရှားနိုင်အောင်ကြိုးစားရမယ်ဟုတ်လားဒါကြောင့်ပြောသူတွေထဲမှာမပြောပါနဲ့ဆိုတဲ့အဆုံးအမလေးကိုအရင်ကလိုက်နာနိုင်ကျင်တယ်ဆိုလို့ရှိရင်ကာမရဲ့အကြောင်းကိုသိရတယ်နော်ဒါကာမရဲ့အကြောင်းကိုဘယ်လိုသိရမလဲဆိုတော့စောစောကတုတ်တန်လေးထဲမှာပါသွားပြီးသားအသေးသေးပြောမယ်ဆိုရင်တော့ပြောကြအတော့ကောင်းပါတယ်အမြတ်စွာဘုရားကာမကိုဘယ်လိုသိတော့အတ္တရင်စအာရိနဝံစနိတ္တရဏင်စနော်သူရှိရပါပါသေးတော့သမုဒိယစအထင်ကမင်စပါသေးတယ်နော်သမုဒိယစအထင်ကမင်စဖြစ်ချင်းကိုလည်းသိတယ်ပြည့်ချင်းကိုလည်းသိတယ်အာရဘယ်ကိုလည်းသိတယ်အပြစ်ကိုလည်းသိတယ်ထွက်မြောက်ရာကိုလည်းသိတယ်အဲ့ဒါကိုအရင်တို့သိအောင်ကြိုးစားရင်ကာမအကြောင်းကိုသိရရောက်မယ်ပေါ့နော်ကာမကထွက်မြောက်ရာဆိုတာအဲ့ဒါကာမရဲ့ပုံမှာဆွဲမမှုကင်းသွားတဲ့သဘောကိုကာမကထွက်မြောက်ရလို့ပြောတာကာမရဲ့အပြစ်ဆိုတာတော့ဒီကာမကိုပဲအကြောင်းပြုပြီးတော့မဆုံးနိုင်တော့အောင်နော်အစင်မပြေမှုဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရတာကိုပြောတာကာမရဲ့ตายာပွဲဆိုတာကတော့ကာမကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်သွားတဲ့စိတ်ထဲမှာနော်အခိုက်အတန့်မြตายာရတဲ့ကြည်နူးရတဲ့ချမ်းသာရတဲ့သဘောလေးကိုကာမရဲ့ตายာပွဲလို့ပြောတာဟုတ်လားအခုယောဂီတို့စ조사အထုတ်နေတဲ့အပိုင်းဟာကာမရဲ့အကြောင်းကိုသိအောင်စ조사အထုတ်နေတဲ့အပိုင်းလည်းပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်မြင်တိုင်းသတိထားပါကြားတိုင်းသတိထားပါဆိုတာအဲ့ဒါကာမရဲ့အကြောင်းကိုသိအောင်စ조사တယ်နဲ့အတူတူပဲလေဒီအာယုန်လေးရဲ့သဘောပါပဲဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့အချိန်လည်းပဲရှေ့သွားပြီဟုတ်လားပြီးရင်ဇဟာဆိုတဲ့ယဟန္တာမထေရမြတ်ကြီးလူလောကမှာအကောင်းဆုံးဘယ်လိုနေမလဲဆိုတဲ့နေနည်းကလေးတို့တရားဓမ္မတို့ဦးဇင်းတို့အတွက်အခြေခံလေးကစပြီးတော့မြင်မာတဲ့အနေထားတွေရအောင်ပြောတာလေးလည်းအလင်္ကာမြောက်တဲ့အတွက်ကြောင့်အဓိပ္ပာယ်လေးလည်းအလွန်ကောင်းတဲ့အတွက်ကြောင့်ဒါဦးဇင်းတို့အထူးသဖြင့်လူငယ်ပိုင်းလူလက်ပိုင်းလေးတွေကိုရည်ရွယ်ပြီးတော့ဒီတရားလေးကိုဦးဇင်းတို့ဟောပါတယ်ဟုတ်လားဥပဒံတေတုနိပတိမြင့်သူတွေထဲမှာနေမှာ
အချီးနီးသောမာမာနတို့ဖြင့်မြင်မာတက်ကြွနေတဲ့လူလောကကြီးမှာမာမာနကိုနှိမ့်ချပြီးတော့နေရမယ်အမှန်သိမှုနဲ့မာမာနကိုလျှော့နိုင်ရမယ်ပေါ့ဟုတ်လားနိဗ္ဗာန်တေတုဥပ္ပတိနှိမ့်သူတွေထဲမှာမြင်မာစိတ်ဓာတ်တွေနှိမ့်ကြတဲ့လူလောကကြီးမှာလိုချင်တာလောက်ပဲသိတယ်မကျင်တတ်တာလောက်ပဲသိတယ်မသိမှုနဲ့ပဲနေကြတဲ့လူလောကကြီးမှာအဲ့ဒီလောဘဒေါသမောဟကိုအလောဘအဒေါသအမောဟနဲ့အစားထိုးပြီးတော့မြင်မာတဲ့စိတ်ဓာတ်နဲ့နေနိုင်ရမယ်လို့ပြောတယ်နော်ပြီးတော့ဗါတဲ့တော့ဝတေဝတမာနေသူမနေသူတွေထဲမှာနေပါတဲ့မေတ္တာနဲ့တတိနဲ့မနေနိုင်တဲ့လူလောကကြီးမှာမေတ္တာနဲ့တတိနဲ့နေနိုင်အောင်ကြိုးစားရမယ်ဘုရားပြောခဲ့တဲ့ဂါထာလေးတွေမမေ့နဲ့နော်ယံများတဲ့လောကကြီးမှာယံကင်းပြီးတော့တို့ချမ်းချမ်းသာသာနေကြတာဟုတ်လားကိလေသာတို့ကြောင့်နာကျင်နေတဲ့စိတ်ရှိတဲ့လူတွေကြားထဲမှာကိလေသာတို့ကြောင့်နာကျင်မှုမရှိတဲ့စိတ်နဲ့တို့ချမ်းချမ်းသာသာနေကြတာနော်ကာမကိုကြောင်းကြစိတ်ထုတ်ပြီးတော့ရှားဖွေးနေကြတဲ့လူလောကကြီးမှာကာမနဲ့ပတ်သက်ပြီးတော့ဘာကြောင်းကြဆိုင်မှုမှမရှိဘဲနဲ့နော်စိတ်အေးလေအေးချမ်းချမ်းသာသာတို့နေကြတာဟုတ်လားမနေသူတွေထဲမှာနေပါဆိုတာဒါလေးနဲ့ဆက်ဆက်ပြီးတော့တွေးရမယ်နော်နောက်ဆုံးကဘာလဲတော့ပျော်သူတွေထဲမှာမပျော်ပါနဲ့တဲ့နော်အရင်နေများတဲ့နော်မဆုံးနိုင်လောက်အောင်ရှုပ်ထွေးမှုရှိတယ်နော်ကာမနဲ့ပျော်ရွှင်ခြင်းကအန္တရာယ်ရှိတဲ့အတွက်ကြောင့်ကာမနဲ့ပဲပျော်နေရတဲ့လူလောကကြီးထဲမှာကိုဟာကာမနဲ့မပျော်ဘဲနဲ့နေနိုင်တဲ့လူတရားဖြစ်အောင်ကြိုးပမ်းရမယ်ပေါ့နော်ဒါလေးတွေကိုလိုက်နာနိုင်မယ်ဆိုရင်လိုက်နာနိုင်တယ်လို့တော့ကိုကိုချမ်းသာအောင်လုပ်ပေးရမရောက်ဘူးလားရောက်တယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီအပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ဒီအရှုံးမှတရားဒေသနာကိုဆွမ်းအားရှိသမျှလိုက်နာကျင့်သုံးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုလင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းလိုင်းလွှဲနေတာလေးကိုရက်လိုက်မယ်နော်သမီးဘုန်းတော်တနာကြီးရှိသွားပြီထိုင်ရတာနည်းနည်းလေးဆက်ပြီးတော့ထိုင်ကြအောင်မယ်နော်မေခွန်းနေနည်းနည်းဦးဇင်းတို့ဖတ်ပြရအောင်